choose Jesus, I choose Jesus, the one who first. Last down. Papa the king, Korogo Jesu Demare. In India, Matano Suwe, Biroma, attention at Paya Namama, Suwe, Namakabene. Attention at Koropia, Yatamatiamiago, Atatarema, can you attention 19 longa, Koropo Sampido, Korogo Jesu Demare. Koro the kisses at Katamatiago, County P, Payapitove. Igninia Malekorotamatiago, Korashapiaco, and County P, Posam Piama Pito, Jab Namaro Chimamare. Itamadians got a load on the go dancing now ship to see me Yaman Alan with the King Shunabare Pepare. Goro Bongoro Namakoro and Chinsazi, Yogai at the County Billier. Tamaria Tia, Tamaria Milia, Tamaria Sikaya, Tatari Pipa Micham. County People Samba, Goro Letorego Apare, Apachido Mupiro Mubapa, Namara Bonji Bazi, the King Yeshu Creton Namana Jizro with Chimonia. Sudan Saka and Javare Pator and the sword of Yashin. Only the Sinabu Suya Salana Sato, the teenage of Suya. Hymns leave. Not to chinga. Take it. Ministry na megaro yamaringan tasangi tatna bilongnya cepare cara manlima nebiro ma yamu de thema pawe mare
တော့အတင်းတော်အနေနဲ့ကတော့အခုလက်ရှိကျွန်တော်ကြိုက်တွေ့နေတာနှစ်ပါးရှိပါတယ်တပေါ်နိုင်ခရီးအတင်းတော်နဲ့ဘုံတော်တို့ခရီးအတင်းတော်ဖြစ်တယ်ဆိုတော့အဲဒီမှာကျွန်တော်လက်ဆောင်ဝန်တင်တန်းကျောင်းဆိုပြီးတော့မှဒီမှာကျွန်တော်နလဒီအသက်ဒီအတွက်တင်တန်းဖွင့်လာရှိတယ်ပြီး MBS ဆိုပြီးတော့မှဒီလက်ရှိမှုတော့ဆောင်ပြီးသားသူတွေကိုပြန်ခေါ်ပြီးတော့မှဒီပလိုမာကို့စ်လေးပေါ့အဲ့ဒါလေးကိုကျွန်တော်ဖွင့်လာရှိတယ်တခါတင်10ရက်တင်တယ်တစ်နှစ်ကိုကျွန်တော်4ချိန်မှဖြစ်တယ်ပြီးရင်တက္ကသိုလ်သာသနာပြုလုပ်ငန်းလုပ်တယ်အကျဉ်းထောင်သာသနာပြုလုပ်ငန်းလုပ်တယ်ပြီးရင်Children for Christ ကလေးတွေနဲ့ပတ်သက်တဲ့အမှုတော်များလုပ်ငန်းတွေလည်းလုပ်ပါတယ်ဒါတော့ကျွန်တော်မိသားစုဖြစ်တယ်ဟိုတရက်ကတော့ကျွန်တော်ပြောပြီးဖြစ်တယ်ဒီမှာဒါကျွန်တော်မျိုးသမီးဖြစ်တယ်ကျွန်တော်သားနဲ့သမီးနဲ့ဖြစ်တယ်ကျွန်တော်မျိုးသမီးကတရုတ်လူမျိုးကျွန်တော်ဗမာလူမျိုးဝေးတဲ့သားနဲ့သမီးကတရုတ်ပမာနဲ့တရုတ်နဲ့ပေါင်းထားတာတော့ဝက်စီဆိုတော့နော်ဒါကျွန်တော်ရဲ့အတင်းတော်ဖြစ်တယ်ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ဒီရက်ွက်တီထဲမှာအဝိဇ္ဇာတရားဟောတာကိုကျွန်တော်တို့အတင်းတော်ကအားတန်ပါတယ်အဲကြောင့်ဒီဇင်ဘာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုပဲလမ်းဘေးမှာပေါ့ဒါလမ်းဘေးမှာပဲလူများရဲ့အိမ်ဘေးလမ်းဘေးလေးမှာကျွန်တော်တို့ကားထိုးပြီးတော့မှအဲဒီလိုပေါ့မြေဝိုင်းပေါ့နော်မြေဝိုင်းအချင်းလေးဆိုတဲ့ action sound လေးလုပ်တယ်ဒီ short drama လေးတွေလုပ်ပြီးတော့မှအဲဒီမှာ getting in တရားဟောတဲ့အစီအစဉ်လေးတွေလုပ်ပါတယ်။ရာကျေးဇူးတော်အားဖြင့်အခုနောက်ပိုင်းဆိုရင်တော့မြန်မာပြည်ကလည်းနိုင်ငံရေးပြောင်းလာတဲ့အခါကျတော့လည်းအဲ့လိုလူစုလို့ရတဲ့ဟာလေးတွေအခွင့်အရေးလေးရတာလေ။ကျေးဇူးတော်ကြောင့်ကျွန်တော်တို့အေဝံဂေလိတရားအတွက်တော်တော်လေးကျွန်တော်တို့ဟောပြောရတယ်လုပ်ကိုင်းဆောင်ရွက်ရပါတယ်လို့ဈေးတွေမှာကျွန်တော်တို့အေဝံဂေလိတရားဟောတယ်ဝိဇာတွေကျွန်တော်တို့လိုက်ဝေပါတယ်ပြင်ကျွန်တော်အသင်းတော်မှာတနင်္ဂနွေနေ့ဒီဟိုပါပေါ့နော်ဝေပြုပို့ပွဲချင်းပြီးတာနဲ့ကျွန်တော်တို့အခမဲ့စေကုတာပြီးတဲ့အစီအစဉ်လုပ်တယ်ကျွန်တော်အသင်းတော်မှာဒီစေမှုတယောက်ရှိတယ်အဓိကတော့ကျွန်တော်အေဝံဂေလိဟောကျွန်တော်ပါဆိုတော့ကျွန်တော်အသင်းတော်ကလည်းရက်ွက်ကဒီစင်ချီပုံရက်ွက်မှာဖြစ်တယ်ဆိုတော့လက်လုံလက်စားတွေများတဲ့ရက်ွက်ထဲမှာကျွန်တော်အသင်းတော်လုပ်ထားတော့အဲ့ဒီနေ့အပြင်အေဝံဂေလိတရားရောက်ရှိသွားဖို့ရန်အတွက်ကျွန်တော်တို့လုပ်တယ်တစ်ပတ်ကိုလူ30လောက်လာကူပါတယ်နော်30လောက်လာကူတယ်ကွာကူတဲ့ဆရာကတယောက်တည်းပဲဆိုတော့တန်းစီရတယ်လေအဲ့ဒီတန်းစီစောင့်နေတဲ့အချိန်မှာပဲကျွန်တော်တို့လူငယ်တွေကအေဝံဂေလိဟောတာသူတို့ကိုခွဲတန်းချပြီးတော့မှအသီးသီးကျွန်တော်တို့လူစုပြီးတော့မှအဲ့ဒီမှာကျွန်တော်အေဝံဂေလိဟောပါတယ်လို့ပြီးတော့ကျွန်တော်ရဲ့အသင်းတော်နာမှာရတနာဘုံတက္ကသိုလ်ရှိတယ်ဒီတက္ကသိုလ်ကျောင်းသားတွေကိုလည်းသူတို့ရဲ့ဝိညာဉ်ရေးရာတွေကိုကျွန်တော်တို့ပြုစုပြီးတော့ပြုထောင်ပေးတယ်ဘုရားနဲ့အတူသွားလာတဲ့သူတွေဖြစ်ဖို့ရန်အတွက်ဖြစ်တယ်ပြီးတော့ကျွန်တော်မန္တလေးမှာဒီခရီးယန်စီဝါရေးသမားတွေကိုစုစည်းပြီးတော့မှဒီစီဝါရေးသမားများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုပြီးတော့မှကျွန်တော်တို့လုပ်ပါတယ်ဆိုတော့အဓိကတော့အေဝံဂေလိတရားအတွက်ဖြစ်တယ်ဆိုတော့မန္တလေးမှာကကျွန်တော်တို့မန္တလေးနယ်ကြီးကစောက်စိမ်းလောက်တာရှိတယ်ရွှေလောက်တာရှိတယ်ပြီးရင်မြေအယောင်းဝယ်တွေလောက်တာရှိတယ်အဲ့ဒီ၃မျိုးကျွန်တော်တို့လုပ်တယ်ဆိုတော့ share တစုကိုကျွန်တော်3သိန်းနဲ့ခေါ်တယ် share 900လောက်လာတယ်ဆိုတော့သိန်း900 800လောက်နဲ့ကျွန်တော်တို့အလုပ်လုပ်တယ်ရလာတဲ့အမြတ်ထဲက25ရာခိုင်နှုန်းကဧဝံဂေလိတရားတော်ဖြစ်တယ်ကျွန်တော်လုပ်လာတာ4နှစ်လောက်ရှိလာပြီလတိုင်းမှာကျွန်တော်တို့ဘယ်အသင်းတော်ခေါ်ဘယ်ကိုင်းကနာခေါ်ဘယ်မျိုးခေါ်မြန်မာပြည်အနှံ့ကျွန်တော်တို့အဓိကကဲတင်ချင်းတင်နန်းပေါ့အထူးသဖြင့်ပထမဆုံးဦးစားပေးရတော့လုံးဝမယုံကြည်သူဓမ္မမိတ်ဆွေတွေအစိမ့်သက်တွေစုစည်းနိုင်လို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုအားရပါရကျွန်တော်သွားလုပ်ပါတယ်နောက်တချို့အသင်းတော်တွေကနော်သူတို့ရဲ့အစီအစဉ်တွေမှာခေါ်တဲ့အခါမှာလည်းကျွန်တော်တို့စံစာတင်တယ်သွားပြီးတယ်အဲ့လိုပြီးတဲ့အခါမှာကျွန်တော်တို့ပဲစားစိတ်လဲကျွန်တော်တို့ပဲခီးစိတ်လဲကိုယ့်အနေကိုပဲသွားပြီးတော့မှကျွန်တော်တို့လုံနိုင်ဖို့ရန်အတွက်လုပ်တဲ့အခါမှာတော်တော်လေးကျွန်တော်တို့အလုပ်ဖြစ်တယ်ဘာကြောင့်ဆိုတော့တချို့နေရာတွေကခေါ်ခြင်းတယ်ဒါပေမဲ့ဘတ်ဂျက်မရှိဘူးဆိုတာဟာမျိုးတွေပေါ့နော်တချို့ကတော့ငွေကြေးခက်ခဲလို့ဆိုတာမျိုးတွေရှိတော့အခုကျွန်တော်တို့ဒီစီးပွားရေးသမားတွေပူပေါင်းဆောင်ရွက်ပြီးတော့မှရတဲ့အမြတ်ထဲက25ရာခိုင်နှုန်းလောက်တော့ဆိုတော့တော်တော်လေးလုပ်လို့ရတယ်လက်ထဲမှာလည်းကျေးဇူးတော်ကြောင့်သိန်း80 80ကအမြဲတမ်းကျွန်တော်တို့ရှိနေတယ်နော်ဧဝံဂေလိတရားတွေလုပ်တဲ့အခါမှာဘုရားကလည်းအဲ့လိုလုပ်လာတဲ့အခါမှာဒီစီးပွားရေးလုပ်ငန်းသမားတွေလည်းသူတို့ရဲ့လုပ်ငန်းတွေလည်းပို့ပြီးတော့မှအောင်မြင်လာတယ်နမိတ်လက္ခဏာတွေဖြစ်လာတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့25ရာခိုင်နှုန်းကကျွန်တော်တို့ဒီဧဝံဂေလိတရားတွေလုပ်တယ်ကျန်တဲ့85ရာခိုင်နှုန်းထဲမှာ40ရာခိုင်နှုန်းကတော့ကိုယ်တိုင်ကိုယ်ကျလုပ်တဲ့သူတွေခန်းစားပိုင်ခွင့်ပေးတယ်35ရာခိုင်နှုန်းကတော့ share ရှင်တွေကိုပြန်ပြီးတော့မှဖယ်
ကျွန်တော်ချပြီးတော့မှလုပ်တယ်ဆိုတော့အဲ့ဒီစနစ်ကလေးကတော်တော်လေးအောင်မြင်တယ်မြန်မာပြည်မှာဟိုဘာကြောင့်လဲဆိုတော့ဟိုတခါလေကျွန်တော်တို့ဟိုတုန်းကသိထားတာကတော့တကယ်အရန်ချမ်းသာတဲ့လူတွေပဲပုံအောပြီးတော့မှလှူကြဆိုတဲ့ပုံစံမျိုးဖြစ်တယ်အခုတော့မဟုတ်ဘူးပတ်စံတသိန်းဆိုတော့ဗမာပြည်မှာလွယ်တယ်လေလွယ်တော့တသိန်းရှယ်ရလာပါတဲ့သူကလည်းသူတို့ငွေလေးနဲ့အခုတော့မြတ်ထဲမှာလာတိုင်းဧဝံဂေလိပြဟောနေရတယ်ဆိုတော့သူတို့လည်းအရန်ကျင်တတ်တယ်ဘုရားကလည်းသူတို့ပေါ်မှာကောင်းချီးပေးတယ်ဆိုတော့အဲ့လိုနီးနဲ့ကျွန်တော်တို့အခုအလုံးလုံးနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီအကျဉ်းထောင်သာသနာလုပ်ငန်းကျွန်တော်လုပ်ပါတယ်ဆိုတော့တနင်္ဂနွေနေ့တိုင်းကျွန်တော်တို့အပတ်စဉ်နေ့တိုင်းပေါ့တနင်္ဂနွေနေ့တိုင်းကျွန်တော်တို့ဝတ်ပြုကိုးကွယ်ခြင်းလုပ်ရတယ်ကျွန်တော်လုပ်တာ2000ရှိတယ်အဲ့2000စလုံးမှာကျွန်တော်တို့ဆရာကြီးအလှည့်ကျသွားပြီးတော့မှဝတ်ပြုကိုးကွယ်ခြင်းတွေလုပ်ရပါတယ်ဆိုတော့ဘုရားကျေးဇူးတော်အပြင်ပြောင်းလဲလာတဲ့သူတွေရှိတယ်အဲ့ဒီထဲမှာပဲကျွန်တော်တို့ယဉ်နေချင်းမင်္ဂလာကျွန်တော်တို့ပေးပါတယ်ဘုရားကျေးဇူးတော်ကြောင့်ဒီ2012ခုနှစ်မှာထောင်ထဲမှာဘုရားကျောင်းဆောက်ရတဲ့အခွင့်ပေးတယ်အဲ့ဒါဒုတိယအကြိမ်ရတဲ့အခွင့်ရေးပေါ့မြန်မာပြည်အနေထားဆိုရင်ပထမအကြိမ်ကတော့ကျွန်တော်အင်းစိန်ထောင်ထဲမှာဆရာဦးတမောင်ထွန်းတို့ဆရာဦးတညွန့်တို့သူတို့ဦးဆောင်ပြီးတော့မှအင်းစိန်ထောင်ထဲမှာဘုရားကျောင်းဆောက်လုပ်ရတယ်ဒါပထမဆုံးအကြိမ်ဒုတိယအကြိမ်ကတော့ဒီကျွန်တော်ပွားနေတဲ့ဒီဘဲလင်းအကျဉ်းထောင်ထဲမှာဒုတိယအကြိမ်ဘုရားကျောင်းတည်ဆောက်ခွင့်ရတယ်ဘုရားကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ဒီ2012ခုနှစ်ပေါ့နော်17လပိုင်း9ရက်နေ့မှာဒီတင်တော်ကျွန်တော်တို့ဖွင့်ခွင့်ရပါတယ်စကခွင့်ရတယ်ဒီဘေးနားမှာရက်နေတာဒါထောင်ပိုင်2ယောက်ပဲဒီထောင်ပိုင်ကဖွင့်ပြုတယ်ပြုတ်ပြီးတာနဲ့ဆောက်လဲဆောက်ပြီးတော့သူကပြောင်းဖို့ဖြစ်သွားတယ်သူမပြောင်းခင်မှာထောင်ပိုင်အစ်စ်ကရောက်လာတယ်အမှန်ဆိုသူကနောက်ကျမှရောက်လာမှာဒါပေမဲ့ဘုရားပို့ဆောင်တဲ့အခါကျတော့အတင်းတော်ဖွင့်ပွဲနဲ့ကွက်တိပို့ပေးတယ်ဆိုတော့အထူးတင်ပြစရာမလိုတော့ဘူးပေါ့နော်အဟောင်းနဲ့အသက်ဘာမှသိပြီးတော့ပြောစရာမလိုတော့ဘူးနော်ဒီဘုရားကြောင့်လောက်တာနဲ့ပတ်သက်ပြီးတော့မှာပေါ့လေဆိုတော့ဘုရားပြည့်စင်ပြီးတဲ့အတွက်ကြောင့်အဲ့မှာကျွန်တော်တို့ဝမ်းမြောက်စွာနဲ့နော်အကျဉ်းသားတွေနော်ဒီလိုလမ်းနဲ့ကျွန်တော်တို့ဘုရားကိုချီးမွမ်းရတယ်ကိုးကွယ်ရတယ်ဆောင်းထဲမှာလွတ်လပ်ကိုးကွယ်ရတာတော့ဝမ်းမြောက်စရာပဲဟုတ်တယ်နော်ဒါပေမဲ့ထောင်ထဲမှာခရက်နေများနေတာတော့ဝမ်းမြောက်စရာမကောင်းအဲ့ဒီကြားတဲ့ခရက်နေအားလုံးကnumber 4ရှူလို့ကြားတယ်ရောင်းလို့ကြားတယ်လက်ဝဲထားရှိမှုနဲ့ကြားတယ်အဲ့လိုမျိုးတွေများတယ်များသောအားဖြင့်ကျွန်တော်တို့ကချင်လူမျိုးတွေများတယ်ကချင်လူမျိုးက80ရာခိုင်နှုန်းလောက်ရှိတယ်ဒီမွေးစီနဲ့ပတ်သက်ပြီးတော့မှနော်ထောင်ကြတယ်တချို့လည်းလူတတ်မှုလို့ပါလို့မျိုးတော့ရှိပါတယ်နော်ဆိုတော့ဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်ဒီမလာခင်မှာနောက်ထပ်ထောင်တစ်ခုကလည်းဘုရားကြောင့်ဆောက်ခွင့်ပေးလိုက်တယ်ဒီမလာခင်လေးပါပဲကျွန်တော်ဒီကပြန်လို့ရှိရင်အဲ့ဒါဘုရားကြောင့်ဆောက်ဖို့ရတဲ့လုပ်ရမယ်ဒီဘက်ထောင်ဆောက်တာမြင်ပြီးတော့မှဟိုဘက်ထောင်ကလည်းအားကြတာပေါ့ပြောမယ်ဆိုရင်ထောင်ထဲမှာကထောင်ပိုင်ကအဓိကပဲထောင်ပိုင်ကသူကြိုက်တဲ့နေရာပေးလို့ရတယ်ထောင်ထဲမှာသူကသူနည်းသူဟန်နဲ့ကြိုက်တယ်လို့သူလုပ်လို့ရတယ်အဲ့ဒါကြောင့်ဒီထောင်ပိုင်တွေကဘာကြောင့်လဲဆိုရင်ဒီအထူးသဖြင့်ဒီအကျဉ်းသားတွေကအဲ့ဒီလိုအလုပ်စခန်းဆိုတော့ထိန်းရတာခက်တယ်တချို့ကထွက်ပြေးတာတို့ဘာလို့အဲ့ဒါမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘုရားကျောင်းလုပ်တဲ့ဘက်ကတကယ်ပဲဘုရားအကြောင်းနဲ့ပတ်သက်ပြီးတော့ကြားသိတဲ့အခါကျတော့ပြဿနာနည်းတယ်ဆိုတော့သူတို့ခံစားရတယ်အဲ့ဒါကိုထောင်ပိုင်တွေကသိတဲ့အတွက်ကြောင့်သူတို့ဘက်မှာလည်းဒီဟာကိုPPCC ပေါ့လုပ်ပေးဖို့ဆိုပြီးတော့မှသူတို့တောင်းဆိုတဲ့အတွက်ကြောင့်ဒီထောင်နှစ်ခုစလုံးကအခုတော့ကျေးဇူးတော်ကြောင့်လောလောဆယ်ကိုယ်ကိုဝင်ရတယ်ပြောင်းလဲလာတဲ့သူတွေကျွန်တော်တို့ရှိလာတယ်ဘုရားကျေးဇူးတော်ကြောင့်ဖြစ်ပြီးတဲ့အခါမှာကျွန်တော်ဒီစောစောပြောတဲ့အတိုင်းပဲကျွန်တော် training center နှစ်လဖွင့်ပါတယ်အဓိကတော့ကျွန်တော် training center ကို give လို့ပေးထားပါတယ်give ရဲ့အစီအကောက်ကတော့ကျွန်တော်တို့ gospel instruction for tribe ဒီ tribal ပေါ့လူမျိုးနွယ်စုလေးတွေဧဝံဂေလိတရားမရောက်သေးတဲ့လူမျိုးနွယ်စုလေးတွေကျွန်တော်တို့အဓိကဧဝံဂေလိတရားရောက်ဖို့ပေါ့မြန်မာပြည်မှာလူမျိုးနွယ်စု135မျိုးရှိတယ်လေ135မျိုးရှိတဲ့ထဲမှာတကယ် main လူမျိုးတွေလောက်ပဲခရိယန်ဖြစ်တာများတယ်နော်ဆိုတော့တချို့လူမျိုးနွယ်စုတေးသေးလေးတွေကကြံနေသေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ဒီရှမ်းလူမျိုးနွယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တနုလူမျိုးဆိုတာရှိတယ်တနုလူမျိုးဆိုတာဒီ
ကဘာရဲ့ operation wall ဆိုတဲ့စာအုပ်ထဲမှာ unreached people လို့သတ်မှတ်ထားတယ်ခရိယာမဟုတ်တဲ့လူမျိုးတွေဆိုပေါ့လေဒါတော့ကျေးဇူးတော်ကြောင့်လွန်ခဲ့တဲ့ကျွန်တော်တို့ဒီ10နှစ်လောက်ကလေးပင်တရားပဲတွားတယ်အဲ့မှာကျွန်တော်ရုံရည်လေးဟောတယ်စိတ်ဝင်စားပြောင်းလဲလာတဲ့သူတွေကိုကျွန်တော်မန္တလေးခေါ်လာတယ်3လကျွန်တော်အဲ့မှာတင်တန်းပြီးတယ်သူတို့စိတ်ချပြီးပြောင်းလဲသွားတယ်ပြီးရင်သူတို့စီကပြန်သွားခိုင်းပြီးတော့မှလောက်တာအခုဆိုအတင်းတော့ကျွန်တော်တို့စနေပြီဖြစ်တယ်အဲ့ဒီမှာပြီးတော့တနေ့ကပဲကျွန်တော်အဲ့ဒီမန္တလေးကကျွန်တော်ဆရာတယောက်သူကပါတင်လဲဆိုရင်လက်ထလူမျိုးလို့ခေါ်တယ်ဒီကရားအနွယ်တွေကပေါ့ကရားပြည်သက်ပေါ့သူတို့သွားတော့အဲ့မှာလုံးဝခရီးမရှိသေးဘူးလို့ပြောတယ်အဲ့ဒါလည်းသာသနာပြုဖို့ဆိုတော့မှကျွန်တော်တို့ဆုတောင်းနေကြတယ်နော်ဒီအပြည့်ကတော့ဒီလူမျိုးနွယ်စုဒီလူမျိုးနွယ်ဒီလူမျိုးတို့ဒီအားလုံးကခရစ်တော်ရဲ့မြတ်တာကိုသိဖို့ဆိုတာကျမ်းစာထဲကအလိုရှိပြီးသားဖြစ်တယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာဒိတ်ကျမ်းမှာအသီးသီးဘာသာစကားကိုပြောတော့လူအမျိုးနွယ်ခတ်သိမ်းလို့ပြောတယ်ဒါကြောင့်လူမျိုးတည်တည်လေးနဲ့ကြံခဲ့လို့မရဘူးသူတို့လည်းခရစ်တော်ကိုသိဖို့လိုလို့တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီယူပါရုံကိုရှိတယ်ဒါကြောင့်ဒီလူမျိုးနွယ်စုတွေအတွက်ဧဝံဂေလိတရားတုံ့တင်ပေးတဲ့အကြောင်းဆိုပြီးတော့မှ gift ဆိုပြီးတော့မှဒီယူပါရုံနဲ့ကျွန်တော်တို့ဒီတင်တန်းအကြောင်းကိုလုပ်တာဖြစ်တယ်တော့လာကျွန်တော်10နှစ်လောက်ရှိလာပြီအနေပါပေါ့နော်အတင်းတော့ဒီ16ပါလောက်အတင်းပေါ်လာတယ်အတင်းတော့မရှိတဲ့နေရာတွေမှာပေါ့နော်ပြီးတဲ့အခါမှာအဲ့လိုလူမျိုးနွယ်စုတစ်ခုဖြစ်တဲ့တနုလူမျိုးကအခုခရိယန်ဖြစ်လာပြီဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့တင်တဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့ဘုရားရဲ့ကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းပါတယ်ပြရပြီးတော့မှကျွန်တော်တို့ဆုတောင်းတဲ့ခါတိုင်းမှာကျွန်တော်ရဲ့ဒီသာသနာလုပ်ငန်းတွေနဲ့ထူးတဲ့ဆုတောင်းပေးဖို့ရတဲ့ကျွန်တော်ပြောချင်ပါတယ်လို့ဒီနေ့တော့နှုတ်ကပတ်တော်အပြင်ကျွန်တော်ဘာအကြောင်းကိုဝင်မှပြီးချင်လဲဆိုရင်ဆိုတော့လည်းကျွန်တော်ဓမ္မသချင်းလေးကျွန်တော်ဆိုသွားပြီးဖြစ်တယ်အမှန်တော့ကျွန်တော်ဟိုတနေ့ကနေ့လေကတင်ပေးနေတဲ့သင်ခန်းစာတစ်ခုရှိတယ်ထာဝရဘုရားရဲ့တည်တင်ခြင်းစီမံကိန်းဆိုတော့မှဒါပေမဲ့ဒီနေ့အသက်တွေလည်းတော်တော်များတဲ့အခါကျတော့အဲ့ဒါဆက်ရင်လည်းအောင်ကိုကြတိတ်ဖြစ်မှာမဟုတ်တော့နော်ဒီနေ့ကောင်းစဉ်တစ်ခုနဲ့ပဲကျွန်တော်ဝင်လာပြင်မယ်ဆိုတော့ထာဝရဘုရားဒီငါဤတိုးတွေဖြစ်တော်မူ၏စာလ23ရတယ်နော်အလို့ရတယ်နော်ရတယ်နော်စာလ23လို့ရတယ်အထက်အနက်ဒိတ်ပဲတွေကိုကျွန်တော်တို့ပို့သိဖို့လိုတယ်လေပို့ပြီးအဲ့ဒါအလို့ရဖို့အရေးကြီးတယ်အခါတည်းမှာကျွန်တော်တို့များစွာသောခရိယန်တွေကကျမ်းစာအလွတ်ရတဲ့ကျမ်းပိုက်တွေအများကြီးရှိတတ်ပါတယ်စာလ23တို့စာလ121တို့စာလ91တို့နော်လင်းညဆိုမှကိုဘာကျွန်တော်ပြောတယ်ရာဖက်ရဆွတောင်းခြင်းသူအလွတ်ရတယ်ရွတ်တော်ကြပြနေတယ်ကျွန်တော်နော်ရာဖက်ရဆွတောင်းခြင်းကိုတချို့ကတရက်ကိုအခောက်40ရွတ်ဆိုပြီးတော့မှအဲ့ဒါမျိုးတုံးတဲ့ဆရာတွေလည်းရှိတယ်လေနော်အဲ့တော့ကျမ်းစာတွေကိုအလွတ်ရတာတဲ့ကျမ်းစာတွေကိုအာဂုံဆောင်နေတာတဲ့ကျမ်းစာရဲ့ဖွင့်ပြချက်ကိုသိပြီးတော့မှအသက်တာထဲမှာလိုက်လျှောက်သွားလာတဲ့ဟာကပို့ပြီးတော့မှဘုရားခင်လိုချင်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။အခါတည်းမှာကျွန်တော်တို့ကကျမ်းစာတွေကိုအလွတ်ရပြီးချက်ထားတာကဘာနဲ့တူလဲဆိုလို့ရှိရင်အန်ဒီယကင်ဘေးရှင်းပေါ့။ပရိတ်ရွတ်တဲ့ပုံစံမျိုးဆိုဂါထာမန္တရားတစ်ခုခုကိုရွတ်တဲ့ပုံစံမျိုးလို့လည်းကျွန်တော်တို့ဖြစ်တယ်လေ။သစီကြောက်လို့နော်ခရီးသွားလို့ရှိရင်တော့အန်ဒီယမကြရအောင်လို့ဆိုပြီးတော့မှပါဇက်ကဒုရွတ်နေတာမျိုးရှိတယ်လေအဲ့ဒါမျိုးရှိတယ်ဒါပေမဲ့အနက်တိတ်ပဲကြတော့ဘာမှမသိဘူးအဲ့ဒါမျိုးကျွန်တော်ရှိတယ်ဒါကြောင့်အဲ့ဒီလိုအသက်တာမျိုးကိုဘုရားမလို့ချင်ပါဘူးမလို့ချင်ဘူးကျွန်တော်နေ့ရက်ပဲဒီမှာလည်းကျွန်တော်ပြောမှုတယ်ဆရာတယောက်ကသူလူငယ်ဘဝတော့လူငယ်ဆိုတော့သူညတကောင်ကြီးရှောက်တယ်လေပြီးသူပြန်လာတဲ့အခါမှာသူတို့လမ်းထိပ်ကတပင်6ကြီးတစ်ခုရှိတယ်အဲ့တပင်6ကြီးလာရောက်သူအရန်ကြောက်တယ်အဲ့တော့လဲပြီးတော့မှပြန်လာတော့7နာရီ10နာရီဆိုတော့လူကြီးလည်းတိတ်နေပြီလေမိုးကလည်းမှောင်နေပြီဆိုတော့ပြန်လာတိုင်းမှသူကအရန်ကြောက်တော့မလုပ်လဲဆိုလို့ရှိရင်တော့အဲ့ဒီနားရောက်လို့ရှိရင်တော့ငါဘာပဲဖြစ်ဖြစ်ချက်ထားတဲ့စမ်းစာတွေရွတ်ပြီးတော့မှပေါ့လေကြောက်စိတ်ကိုဖြည့်မယ်ဆိုပြီးတော့မှသူကအဲ့ဒါမျိုးစဉ်းစားပြီးတော့မှသူအားတင်းထားတာပေါ့အဲ့တပင်နာလည်းရောက်လာပြီးပို့ပြီးရင်ခုံလေးရောက်လာပြီးပို့ပြီးရင်ခုံလေးသူအလို့ရတဲ့ဟာတွေအကုန်လုံးသူစဉ်းစားတာ
အဲ့နာလေးနဲ့ရောက်တာနဲ့တပြိုင်တည်းပဲသူအတန်ကြဲကြဲနဲ့ထွက်ပြီးတော့မှကျန်းစာကိုရွတ်ပြီးတော့မှအတန်ကြဲကြဲနဲ့ထွက်ပြီးတော့အဲ့နာလေးအမြန်ဆုံးဖြတ်ပြီးတော့မှသူပြေးသွားတယ်တဲ့ဘာသူ့ပါဇက်ကတွေဘာထွက်လာလဲဆိုလို့ရှိရင်တော့ကိုရောချာလေးစာကြွေးကျေးဇူးရှိတာတို့ရပြီအကျင့်ပါတဲ့ဟာတွေပဲထွက်လာတတ်တယ်လေနော်ဆိုတော့တစ်ခါတည်းမှာကျွန်တော်တို့ကကျန်းစာကိုအန်ရကင်းပေးရှင်းနော်ကျန်းစာကိုကျွန်တော်တို့တစ်စိ6ခါရမှာဆိုလို့နော်ရွတ်တဲ့ပုံစံမျိုးတွေချက်တကယ်ပဲနော်အတိတ်ဘက်ကိုသိပြီးတော့မှအဲ့ဒီနှုတ်ကပတ်တော်ရဲ့ဖြစ်တည်ခြင်းတွေကျွန်တော်တို့တက်တာထဲမှာဖြစ်လာဖို့ဘုရားကအလိုရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်စာလ23ကိုကျွန်တော်တို့စာလ23ကအငယ်1ကနေ6ထိရှိပါတယ်နော်ဆိုတော့အဲ့6ပိုက်လေးကျွန်တော်တို့ဖတ်ကြည့်အောင်စာလ23ဆိုတော့ပဲကျန်ထဲမှာပါတယ်စာလကျန်ထဲမှာဟောကဘာဦးကျမ်းမှာလိုက်ရှာနေမှာဆိုလို့သာရဖျားသည်ငါ၏တို့တွင်ဖြစ်တော်မူ၏ငါသည်စင်ရမခံရစိတ်လန်းသောချက်စားရအရ၌ငါကိုအိပ်စေတော်မူ၏တာယာသောမျက်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍ငါမတော်ဖို့လိုငါတရားနိုင်တဲ့၌တွေးဆောင်တော်မူ၏ကဲ၍တင်းဤရဲ့ငါမို့သောအကြံငယ်သို့ရှောက်သွားရတော်လေဘယ်အနေကိုကြောက်ပါသာမူပါကိုတော်သည်ကျွန်တော်နှင့်အတူရှိတော်မူသည်ဖြစ်၍လမ်းတော်နှင့်တောင်းဝေးတော်သည်ကျွန်တော်တို့ချမ်းသာစေပါ၏ကျွန်တော်၏ဉာဏ်တို့ရှိမှကျွန်တော်ကိုယ်ဆွဲကိုဖြစ်တော်မူ၏ကျွန်တော်ကောင်းကိုစီနှင့်လိမ့်တော်မူ၏ကျွန်တော်ကပလာသည်ရှံရရှိပါ၏ကဲစင်စစ်ကျွန်တော်ဒီကျေးဇူးနှင့်ပြုနာတော်တသက်လုံးခံစား၍သာဝတ္တ၏အိမ်တော်မှာအစဉ်အမြဲမြင်ရပါလိမ့်မည်အဲ့တော့ဒီစာလ23ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအပိုင်းငယ်2ကနေ4ထိကတော့တိုးထင်းရဲ့ကွယ်ကာဖေးမှခြင်းအကြောင်းအရာကိုဖော်ပြတဲ့ဟာဖြစ်တယ်အပိုင်းငယ်2နဲ့4ကအပိုင်းငယ်9နဲ့6ကြတော့တိုးထင်းရဲ့ကောင်းကြီးပေးခံရခြင်းနော်အပိုင်းဖြစ်တယ်ဆိုတော့အဲ့ဒီ2ပိုင်းကျွန်တော်တို့ရှိပါတယ်အဲ့တော့အပိုင်းငယ်2ကနေအပိုင်းငယ်6ထိကကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အပိုင်းကြီးပဲဖြစ်တယ်နော်ကျွန်တော်တို့ခံစားရမယ့်အပိုင်းတွေပေါ့အဲ့ဒါခံစားရမယ့်အပိုင်းတွေဖျားဘက်ကနေကျွန်တော်တို့ကိုလှုပ်ပေးထားတဲ့အားတွေဖြစ်တယ်ဒါမဲ့အပိုင်းငယ်1ကြတော့ကျွန်တော်တို့လှုပ်ရမယ့်အရာဖြစ်တယ်ဟုတ်တယ်နော်အပိုင်းငယ်1ကြတော့အပိုင်းငယ်1ကဘာပြောလဲသာဝရဘုရားသည်ဖြစ်တော်မူ၏သာဝရဘုရားသည်ငါ၏တိုးတင်းဖြစ်တော်မူ၏ဟုတ်ပြီဒါဆိုရင်ငါ့ကိုထိန်းနေတဲ့သူကဘာတူလဲငါ့ကိုထိန်းနေတဲ့သူကဘာတူလဲအခုချိန်ဒီမှာပုဂ္ဂိုလ်ကိုစဉ်းစားအခုလက်ရှိချိန်ဒီမှာတင့်ကိုထိန်းနေတာဘာတူလဲကိုကိုလိုက်မယ်ဘာတွေထိန်းနေခံရလဲလည်းစဉ်းစားကြည့်အောင်ကိုယ့်ရဲ့လက်ရှိအခြေအနေနော်ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအမှန်တိုင်းပေါ့အမှန်တိုင်းဘုရားသခင်ရဲ့ရှေ့မှာကိုယ့်ကိုဘယ်သူထိန်းနေတယ်လဲလူတူတယောက်ကထိန်းနေတယ်လားစားလိုက်ပြီးမျက်နှာပဲအိတ်လည်းပြီးမျက်နှာပဲချိန်တိုင်းသူ့မျက်နှာပဲဆိုရင်ဘယ်သူကထိန်းနေတာလဲသူထိန်းတာသူကထိန်းနေတာအဲ့တော့ကျွန်တော်တို့ရဲ့တတ်တာတဲ့မှာငွေကကျွန်တော်တို့ကိုထိန်းတတ်ဟုတ်တယ်နော်ပတ်စံအရေးကြီးတယ်ငယ်လုံးလောက်ထားရတာဟုတ်တယ်မလားခွင့်ရေးရတော့လောက်ထားရတာခုချိန်လေးရှာထားမှာနောက်ရေးစိတ်ရေးရမှာသားတွေသမီးတွေလည်းရှိသေးတယ်ဘာပဲဖြစ်ဖြစ်ကိုပိုင်အိမ်လေးကိုပိုင်မြေလေးကိုပိုင်လေးတွေရဖို့ရန်အတွက်ငွေရှိဖို့လိုတယ်ဆိုပြီးတော့မှငွေကပဲကျွန်တော်တို့ကိုထိန်းသွားတာမျိုးရှိတယ်ငွေကပဲကျွန်တော်တို့ကိုထိန်းနေတာရှိပြီးအလုတ်ကအရေးကြီးတယ်အလုံးမလုပ်လို့မဖြစ်ဘူးအလုတ်ကပဲကျွန်တော်တို့ကိုထိန်းသွားတာကျွန်တော်တို့ရှိတယ်ပြီးရင်တချို့ကျတော့အပျော်ပါပေါ့နော်လောကကြီးရာတွေကပဲကိုယ့်ကိုထိန်းနေတာတစ်ချိန်လုံးပဲအပေါင်းအသင်းနဲ့ပဲနေနေတာတစ်ချိန်လုံးပဲအပျော်ပဲပျော်တဲ့ဟာတွေနဲ့ပတ်သက်ပြီးဆိုရင်ကျွန်တော်တို့အချိန်ပေးတတ်တယ်
လောကနဲ့ပတ်သက်တဲ့ဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အချိန်ပေးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်တချို့ကြတော့အချစ်ပေါ့နော်လူရဲ့မြတ်တာဟုတ်ကပြောသလိုပဲနော်လူရဲ့မြတ်တာမတွေ့ရမနေနိုင်မမြင်ရမနေနိုင်ဟိုတစ်ချိန်လုံးပဲသူပဲတစ်ချိန်လုံးပဲသူမြတ်တာပဲသူမြတ်တာမရရင်တော့ငါဘာလုပ်မလဲကိုယ်ကိုတတ်တယ်ဆိုတာဒီပေါ့ကျွန်တော်အဲ့တော့ထာဝရဘုရားသည်ငါဤတိုးတင်းဖြစ်တော်မူ၏ဆိုတဲ့နှုတ်ကပတ်တော်ကိုသင်တကယ်ပဲရဲရဲဝံ့ဝံ့ဝန်ခံနိုင်ပါမလားကိုယ်တတော်ကိုဘုရားကြီးရှိပါနော်ကျွန်တော်မညာစရန်ပေါ့မညာစရန်ညာလည်းမညာနဲ့ညာလည်းမညာပဲနဲ့ဘုရားကြီးရှိပါဘုရားတိုင်းနဲ့ပြည်တယ်နဲ့တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကိုဘယ်သူထိန်းနေလဲဓမ္မတော်ရှင်ဘောလူကတော့သူ့ရဲ့တတ်တာထဲမှာနော်ဖိလိပ္ပိခန်းကြီး3အငယ်7နဲ့မှာခရစ်တော်ဒီငါ့ကိုကင်ဖမ်းတော်မူ၏လို့ပြောတယ်နော်ခရစ်တော်ကငါ့ကိုကင်ဖမ်းလိုက်တယ်ခရစ်တော်ရဲ့အကင်ကိုငါခံလိုက်ရတယ်လို့ပြောတယ်သူ့ရဲ့တတ်တာကသူကိုယ်တိုင်ကလည်းထိုအကျိုးကိုကင်မိခြင်းကငါပြေးနေလိုက်သည်သူကိုယ်တိုင်ကလည်းလိုချင်နဲ့ခရစ်တော်ရဲ့အကင်ကိုခံခြင်းတယ်ဟောရှင်ဘောလူရဲ့တတ်တာထဲမှာသူ့ကိုထိန်းနေတာဘယ်လိုဖြစ်သွားပြီလဲခရစ်တော်ဖြစ်သွားပြီအရာဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာအရေးကြီးပါတယ်ငွေထက်ဘုရားကအရေးကြီးတယ်အလုပ်ထက်ဘုရားကအရေးကြီးတယ်လောကအပေါင်းအသင်းတွေအပျော်ပါးတွေလူမှုရေးကိစ္စတွေထက်ဘုရားကပိုပြီးအရေးကြီးတယ်လူတွေရဲ့မေတ္တာထက်ဘုရားရဲ့မေတ္တာကပိုပြီးတော့မှအရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာဘသူကျွန်တော်တို့ကိုထိန်းနေတယ်ထာဝရဘုရားသာကျွန်တော်တို့ရဲ့တိုးထိန်အစစ်အမှန်ဖြစ်တယ်ဆိုရင်စောစောကအပိုင်ငယ်နှစ်ကလေး6ထိခံစားရမယ်အခွင့်အရေးတွေအားလုံးကျွန်တော်တို့ခံစားရမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့သက်တာကိုဘယ်သူထိန်းတယ်လဲဆိုတာကိုဒီကနေ့ကျွန်တော်တို့ဒီမေးခွန်းကိုအဖြေပေးနိုင်ဖို့ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘုရားထိန်းတဲ့သူကစင်ရဲမခံရဘူးလို့ပြောတယ်ဟုတ်တယ်နော်ဘုရားထိန်းတဲ့သူကစင်ရဲမခံရဘူးဘာကြောင့်လဲဆိုလို့ရှိရင်အေဖက်ခန်းကြီး1အငယ်20နဲ့မှ3နော်ကျွန်တော်တို့ဖတ်ရအောင်အေဖက်ခန်းကြီး1အငယ်23ကျွန်တော်တို့ဖတ်ရအောင်ထိုတင်းတော်ကဟုတ်တယ်ပါပါအလုံးစုံထိုတင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုယ်ဖြစ်သည်အဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာအသင်းတော်ဆိုတာယုံကြည်သူရဲ့အစုအဝေးကိုပြောခြင်းဖြစ်တယ်နော်ခရစ်တော်ဆိုတာအသင်းတော်ရဲ့ဥကောင်းဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ခရစ်တော်ကိုယုံကြည်တဲ့အသင်းတော်ဆိုတဲ့ယုံကြည်သူအယောက်တိုင်းရဲ့အသက်တာကြီးတဲ့အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်ကိုဖြစ်တယ်လို့ပြောတယ်။ဒါကြောင့်ခရစ်တော်ကိုယ်တိုင်ကလောကကိုကြွလာတဲ့အခါမှာယောဟန်ခန်းကြီး10အငယ်10မှာတိုးတို့သည်အသက်လွတ်ယုံရမကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းကလာတည်းလို့ပြောတယ်။ဆိုတော့ကျွန်တော်တို့ယောက်တိုင်းရဲ့အသက်တာထဲမှာတမန်တော်မှာငရဲကလွတ်ယုံတာလေးမဟုတ်ဘူး။နော်ငရဲကလွတ်ယုံတတ်ကလေးမဟုတ်ဘူး။လောကမှာနေတော့မှလည်းကြွယ်ဝပြည့်စုံတဲ့အသက်တာကိုရဖို့ဘုရားကကြွလာခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ကယ်တင်ခြင်းဆိုတဲ့ Greek စကားကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကယ်တင်ခြင်းဆိုတာ SOZO ဆိုတဲ့စကားလုံးဖြစ်တယ်။ SOZO SOZO ဆိုတဲ့စကားလုံးကခန္ဓာကောစိတ်ကောဝိညာဉ်ကောသုံးခုစလုံးကိုကယ်တယ်လို့ပြောတာဖြစ်တယ်။အဲ့တော့ဘုရားရဲ့ကယ်တင်ခြင်းကကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုကယ်တာဖြစ်တယ်။ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့တပြိုင်တည်းပဲတမန်တော်မှာငရဲကလွတ်တယ်ဆိုတဲ့စိတ်ချမှုကျွန်တော်တို့မှာရတယ်။ရယုံတာမကဘဲနဲ့စိတ်ပိုင်းဆိုင်ရာမှာဘယ်သူမှကြံစည်ပြီးမမိနိုင်တဲ့ညီသက်ခြင်းတွေအုပ်ဆိုးလာတယ်။ကာယပိုင်းဆိုင်ရာမှာလည်းအမျိုးမျိုးသောချီနှောင်ခြင်းတွေယောဂဗျာရဲ့ချီနှောင်ခြင်းတွေစိတ်ရဲ့ချီနှောင်ခြင်းတွေနော်ဘုရားစေဝါရဲ့ချီနှောင်ခြင်းတွေခန္ဓာကိုယ်ထဲမှာမကောင်းတဲ့တောက်စားနေတဲ့အရာတွေကနေပြီးတော့မှလွတ်မြောက်ရတဲ့အခွင့်အရေးကိုဘုရားကပေးတယ်
ဒီနေ့မနေ့ကျွန်တော်နေချင်းခက်တဲ့ဖေရတယောက်သူအဲ့ဒါလေးကိုကားပေါ်မှာအားရပါရသူတက်တည်ခက်တယ်အခုတော့တရက်ကိုဆက်လိုက် secret နှစ်ဘူးသုံးဘူးကုန်လာတဲ့သူအတော့ဆုံးပဲတဲ့ဒါပေမဲ့ခရစ်တော်ကိုရလာတဲ့အခါမှာအနတ်တော်ကိုမခံနိုင်တော့ဘူးအဲကြောင့်သူနဲ့အတူတူနေတဲ့လူတွေကမင်းကယူသွားပြီဆိုတော့ပြောတယ်ပြီးရင်သူကတဖြည်းဖြည်းနဲ့လည်းဟိုကအစားထိုးဖြတ်ပြီးအစားထိုးဖြတ်နဲ့တဖြည်းဖြည်းဖြတ်ယူတာလည်းမဟုတ်ဘူးလုံးဝဒုံတိယေရှုကိုရလိုက်တာနဲ့တပြိုင်တည်းပဲလုံးဝဒုံတိအဲကြောင့်လူနီးလူဟန်ကတော့တခုခုဆွဲနေတာဖြတ်ချင်ရဲ့အစားတစ်ခုခုထိုးရတယ်လေအခါကျအဲ့ဒါလည်းမပြတ်ဘူးအစားထိုးတွေကလည်းဆွဲသွားတော့ပိုဆိုးသွားသေးတာရှိတတ်တယ်နော်ဆလိတ်လည်းတောက်နေတယ်ဆလိတ်မတောက်ချင်ရင်တော့ကိုယ်ရစားဆိုတော့ကိုယ်ကလည်းဆွဲသွားပြန်တော့ဆလိတ်ကလည်းမပြတ်ဘူးအဲ့ဒါမျိုးလည်းဖြစ်တယ်ဒါပေမဲ့တကယ်ယေရှုခရစ်တော်၌ကျွန်တော်ရက်ကြည့်တဲ့အခါကျတော့လုံးဝတောက်ချင်တဲ့စိတ်မရှိပဲနဲ့ဘာမှအစားထိုးကြရမလို့ပဲနဲ့လုံးဝကင်းစင်သွားတယ်ကျွန်တော်တို့ရတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကခန္ဓာကောစိတ်ကောဝိညာဉ်ကောသုံးပါးစလုံးအတွက်ပါတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်တိုးတို့ကိုအသက်လုံတာမကပဲနဲ့အထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကကြွလာတည်းလို့ကျမ်းစာကပြောတယ်ဆိုတာကျွန်တော်တွေ့ရတယ်။စိတ်လန်းသောကျက်စားရာအရ၌ငါ့ကိုအိတ်စီတယ်လို့ပြောတယ်။စိတ်လန်းသောကျက်စားရာဆိုတာဒူဘိုင်းလိုနေရာမျိုးလားဒူဘိုင်းကျွန်တော်လာတော့တိတ်စိတ်လန်းဘူးလားကြည့်လိုက်ရတော့ကန္နာရတွေပဲတွေ့ရတယ်လေတစ်ပင်တော့တန်ဖိုးရှိတယ်ဆိုတာဒီရောက်မှပို့ပြီးခံစားရတာတော့ကျွန်တော်ခုနယ်သာလန်နဲ့ဒိမတ်သွားတော့ဒိမတ်ကျတော့လေအိုးလှလိုက်တာပန်းလေအဲ့ဒီနယ်သာလန်ကျတော့လေလမ်းဘေးမှာပေါက်နေတဲ့ပန်းကလှနေတာအမျိုးစုံလှနေတာပဲဒါပေမဲ့နယ်သာလန်ကရောစိမ့်လန်းသောချက်စားရအရက်လားဆိုတော့မဟုတ်ပြန်ဘူးနယ်သာလန်မှာကဘာတွေပဲလွှမ်းမိုးလဲဆိုရင်အခုတဖြည်းဖြည်းနဲ့ဖယမဲတွေကလွှမ်းမိုးလာတယ်ကျွန်တော်မြို့တစ်မြို့ရောက်တော့ကျွန်တော်ခေါ်ပြတယ်ဘုရားတော့အကြီးကြီးပဲနော်ကျွန်တော်ရန်ကုန်မှာဆိုဒီစကော့ဇီနာကရှိတဲ့ဒီ Cathedral Church လို့ပြောတာအကြီးကြီးပဲထဲထဲလေးဝင်သွားတော့ထဲထဲမှာဝင်ချင်းပါဆိုင်ကြည့်လဲဆိုရင်စာအုပ်ဆိုင်ဖွင့်တာပရိသတ်တွေချက်ကူးမဲ့နေရာမှာစာအုပ်ဆိုင်ဖြစ်သွားတယ်နည်းနည်းလေးရှေ့ဆက်သွားတဲ့အခါကျတော့တရားဟောမဲ့ပလင်နေရာကပါဆိုင်ဖြစ်နေတယ်ဆိုရင်ဘီယာဆိုင်ဖြစ်နေတယ်တရားချက်ကူးမဲ့လူမရှိလို့ဒီဘုရားကျောင်းကိုရောင်းစားတာငါစားတာမထိမ့်သိမ့်နိုင်တော့ထိမ့်သိမ့်တဲ့ဈေးကြီးလည်းသူတို့မတက်နိုင်တော့ဟုတ်အဲ့ဒါမျိုးတွေပဲပြောလို့တော့ဒီလိုနယ်သာလန်လိုနေရာမျိုးကလည်းကျွန်တော်ကြည့်တော့စိမ့်လန်းသောချက်စားရအရာမဟုတ်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့စိမ့်လန်းသောချက်စားရအရာဆိုတော့ဗာလဲကိုယ့်ရဲ့ဘွေးရမြေလားဒါလည်းမဟုတ်ပါဘူးစိမ့်လန်းသောချက်စားရအရာဆိုတော့လောကရဲ့မြေကြီးပေါ်မှာရှိနေတဲ့ထိုင်းနိုင်ငံမြို့ရွာတွေကိုပြောနေတာမဟုတ်ပဲစိမ့်လန်းသောချက်စားရအရာဆိုတာနှုတ်ကပတ်တော်ရှိတဲ့အရာဒီနေ့ဒီ home sale လေးလုပ်နေတာဒီနေရာလေးကပါညက်တယ်စိမ့်လန်းသောချက်စားရအရာလေးဟုတ်မလားဟာပဲဒီဘိုင်းမှာနေရန်ကုန်မှာနေဟုတ်မလားနယ်သာလန်မှာတဲမှာနေနှုတ်ကပတ်တော်မကြားရတဲ့အရာကအဲ့ဒါကြောက်စရာကောင်းတဲ့အရာနှုတ်ကပတ်တော်မရှိတဲ့အရာက၆တူရဲ့အရာပဲအဲ့တော့စိမ့်လန်းသောချက်စားရအရာဆိုတာနှုတ်ကပတ်တော်ရှိတဲ့အရာနှုတ်ကပတ်တော်ရှိတဲ့အရာကိုဘသူကရောက်တတ်တယ်လဲဆိုရင်ဟာဝရဘုရားသည်ငါဤတိုးတင်ဖြစ်တယ်ဆိုတဲ့သူတွေပဲရောက်တတ်တာလေဟုတ်မလားငွေကထိုင်းနေတဲ့သူကဒါဒီလိုတရားမျိုးရောက်လာစရာအကြောင်းမရှိဘူးလောကအပျော်ပါးထိုင်းနေတဲ့သူကဒီနေရာမျိုးရောက်လာစရာအကြောင်းမရှိဘူးဟုတ်တယ်နော်အဲကြောင့်စိမ့်လန်းသောချက်စားရအရာဆိုတာဖျားထိန်တဲ့သူတွေပဲရောက်လာတာဖြစ်တယ်အဲကြောင့်အရေးကြီးတာသင်ဒီစိမ့်လန်းသောချက်စားရအရာမှာအမြဲတမ်းပဲပျော်မွေ့စွာနဲ့နေခြင်းနဲ့ဆိုရင်ထာဝရဘုရားသည်နိုင်တော်ရင်ဖြစ်တော်မူကြီးလို့ဝန်ခံတဲ့သူဖြစ်တော်မူတယ်ဆိုတာတွေ့ရတယ်။နောက်အိတ်စီတယ်လို့ပြောတယ်။နော်ဆာလန်တောင်းမှုကြောင့်သောဆာလန်အပိုင်နဲ့ငားပါတော့ထာဝရဘုရားသည်အိတ်ပျော်ရသောအခွင့်ကိုပေးတယ်လို့ပြောတယ်။အိတ်မပျော်တဲ့ရက်တွေရှိဘူးလား။ရှိပါဘူး။တော့ငယ်တော့ကြားဘူးတယ်လေဆိုင်မော့ဆိုတာတယ်။အိမ်မရတဲ့ညပေါင်းဒီလေရခဲ့ပြီမေချောင်းကွဲဆိုတာဟိုတွေးဒီတွေးနဲ့အိမ်မရဆိုတော့ခက်တယ်နော်အိမ်မပျော်နိုင်တဲ့ဆိုးတဲ့အရာဖြစ်တယ်ညလည်းတညလုံးအိမ်မပျော်ဘူးနော်နေခင်းရောက်တဲ့အခါကျတော့လေအိမ်ရေးဘဝတဲ့အတွက်ကြောင့်လူကမရွှင်လန်းဘူးဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါဘုရားသခင်ကစိမ့်လန်းသောချက်စားရအရာမှာအိတ်စီတယ်ဆိုတော့ကပတ်တော်၌
အသက်ရှင်နေတဲ့သူတယောက်ကဖျားပေးတဲ့ချမ်းသာခြင်းတွေဖျားပေးတဲ့ငြိမ်ဝှက်ခြင်းတွေနဲ့အသက်ရှင်ရတယ်လို့ပြောချင်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ကျွန်တော်ဟိုတုန်းကချမ်းသာကြောင်းတစ်ခုကထုတ်တဲ့မဂ္ဂဇင်းတစ်အုပ်ကျွန်တော်ဖတ်ဘူးတယ်ချမ်းသာကြောင်းရဲ့အထိမ်းမှထုတ်တဲ့မဂ္ဂဇင်းတစ်အုပ်အဲ့ဒီမှာပါကတ်တုန်းတစ်ပုဒ်ဖတ်ရတယ်ဆိုလို့ရှိရင်ပေးနာတကယ်ချင်းတယောက်ကနော်အချင်းဆိုပြီးတော့ညီးတွားတာပေါ့လေဘယ်မှာအိတ်ဆေးရှိပါမလဲဆိုတော့ဒီကတကယ်ချင်းကပါထုတ်ပြီးလဲရော့ချမ်းသာတာချမ်းသာအိတ်ဆေးလားဒါကလေချမ်းသာအိတ်ဆေးဖြစ်တယ်လေဟုတ်လို့မလားတချို့လူတွေပြောတာလည်းကြောက်တာဆရာချမ်းသာဖတ်ပြီဆိုလေမပြီးသေးဘူးမျက်လုံးကပိတ်သွားတယ်ဆိုတော့ပြောတာမျိုးတွေရှိတယ်နော်အဲ့တော့ချမ်းသာဖတ်ရုံလောက်နဲ့ကျွန်တော်ရဲ့တက်တာတဲမှာစိတ်နှမ်းသောချက်စားရအရာကိုမရောက်ပါဘူးနော်နှုတ်ကပတ်တော်ရှိတဲ့အရာအဲ့တော့ဘုရားကနော်ကျွန်တော်ပြောဖို့ပါတယ်နှုတ်ကပတ်တော်နဲ့ကျမ်းစာမတူဘူးလားတူပါဘူးကျမ်းစာနဲ့နှုတ်ကပတ်တော်မတူဘူးလားတူပါဘူးကျေတနေ့လူတွေပြောမတူဘူးလားတူပါဘူးအဲ့လိုမတူလားကျမ်းစာliving word writing word ဆိုတာဒီစာအုပ်ကိုပြောတာလေဒီထဲမှာစာတန်ပြောတဲ့စကားလည်းပါတယ်ဟုတ်လားဒီထဲမှာ Israel တမိုင်းလည်းပါတယ်ဒီထဲမှာတန်ခါတွေအကြောင်းလည်းပါတယ်ရှင်ဘုရင်အကြောင်းတွေလည်းပါတယ်ယဉ်ကျေးမှုအကြောင်းတွေလည်းပါတယ်ဒီထဲမှာနော်ဒီထဲမှာဒါဝိဒ်ကလူများမိမကြာပူတော်မပါဟုတ်လားပါတယ်ကြားမကောင်းတဲ့ဟာတွေလည်းပါတာပဲလေပေါတိပါမိမဥဆောင်ပြီးယောက်ျားလေးကိုသွားပြီးတော့ဖျားယောင်းသွေးဆောင်ပြီးငါနဲ့အတူအိပ်ပါဆိုတော့ပြောတဲ့အဖြစ်ပြကောမပါဘူးလားရောသက်ပါတယ်လေဟုတ်လို့မလားအဲ့ဒါကကျမ်းစာဖြစ်တယ်လားကျမ်းစာဖြစ်တယ်ကျမ်းစာကိုဖွင့်ပြီးတော့မှနော်ကျွန်တော်တို့ဖတ်တဲ့အခါကျမှကျွန်တော်တို့ကိုတိုက်ရိုက်ပြောတဲ့စကားတွေဒီထဲမှာရှိတယ်ဟိုတနေ့လေကကျမ်းစာတင်တဲ့ပြီးတဲ့သူတွေကိုကျွန်တော်အသေးစိတ်ပြောပါတယ်ကျမ်းစာကိုကျွန်တော်တို့ဘယ်လိုဖတ်ရမလဲချက်ဟုတ်ပြီဒါမှတက်ကြပါလေဘာပြပေါ်ပြလဲဘာပြပေါ်ပြတယ်ဘာမိတ်ပေးလဲဘာဆုံးတယ်ဒီရီပေးလဲဘာဆုံးချက်ကျင်းလဲဘာဆိုလို့ဟုတ်ပြီဒီချက်လေးချက်ဘာပြပေါ်ပြလဲအပြစ်ပေါ်ပြတာတွေ့ပြီဆိုရင်ဒီဥဆုံးဘုရားသခင်နဲ့ကိုယ်နဲ့ရှင်းရတယ်အဲ့ဒါဟုတ်တယ်မလားဘုရားကျွန်တော်မှားပါလို့ဆိုဝင်ချတောင်းပါရမယ်လူပုဂ္ဂိုလ်နဲ့သက်ဆိုင်နေတဲ့အပြစ်ဆိုရင်အဲ့ဒီလူပုဂ္ဂိုလ်စီကိုသွားပြီးတော့မှတောင်းပါရမယ်ကိုမှားမှန်ဟုတ်တယ်နော်ဒီလိုချင်းအပြစ်ကိုလွတ်လို့ဆိုတဲ့နှုတ်ကပတ်တော်လေးဖတ်ပြီးပြီဘုရားပြောတဲ့စကားလေးအဲ့ဒါဆိုစဉ်းစားလိုက်ပြီအပြစ်ကိုလွတ်လို့ပြောတယ်ငါဘသူ့ကိုအပြစ်လွတ်တာရှိတယ်အဲ့မှာပေါ်လာရင်ဘသူလဲဥပမာမနီလာမဖြူလာဒါမျိုးဖြစ်လာတယ်အဲ့တော့အရင်ဆုံးတောင်ဖော်ပြခြင်းခံတော့ဘုရားခင်ကျွန်တော်မနီကိုမခေါ်မပြောနိုင်ဖြစ်ပြီးတော့မှချိနှောင်ထားတာဝန်ချတောင်းပန်ပါတယ်အဲ့ဒါလေးနဲ့မပြီးသေးဘူးမနီစီကိုဆက်သွယ်ပြီးတော့မှလူချင်းတွေ့ပြီးတော့မှငါမင်းကိုမခေါ်မပြောနိုင်ဖြစ်တာနော်ဒါတောင်းပန်ပါတယ်ငါခွင့်လို့ပါဆိုတော့မှတောင်းပန်ရတယ်အဲ့ဒါမှနှုတ်ကပတ်တော်ကိုကြားပြီးနားထောင်တဲ့ကြောက်ပေါ်မှာအိမ်ဆောက်တဲ့အိမ်မှာရှင်းဖြစ်မှာတချို့ကကြားရုံတက်ပဲရှိတယ် obey ဆိုတဲ့နာဂန်လိုက်လျှောက်တဲ့အသက်ကမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရအဲ့တော့ကျမ်းစာကိုကျွန်တော်တို့ဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ဖြစ်အောင်ဖတ်ဖို့လိုပါတယ်။အဲကြောင့်ဘာအပြစ်ဖော်ပြတယ်လဲဆိုတဲ့မေးခွန်းနဲ့ဖတ်မယ်။ဘာအမိန့်ပေးတယ်လဲအမိန့်ပေးတယ်ဆိုတာခိုင်းတာ။ခိုင်းစိတ်ချက်တွေ့ပြီအဲ့ဒီခိုင်းစိတ်ချက်ကဟောခိုင်းတာလား၊ပူညီခိုင်းတာလား၊ဆူတောင်းခိုင်းတာလား၊အစာရှောင်ခိုင်းတာလား၊လှူခိုင်းနေတာလား။နော်။ဘုရားအတွက်အလုပ်လုပ်ဖို့ပြောနေတာလားဆိုတာအဲ့ဒီအမိန့်ပေးချက်တွေကျွန်တော်ရှိနေတယ်။အဲ့ဒီအမိန့်ပေးချက်ရှိပြီဆိုရင်ဘာလုပ်ရမလဲဆိုရင်ဆုံးဖြတ်ချက်ချဆုံးဖြတ်ချက်မချဘူးဆိုလို့ရှိရင်အလုပ်မဖြစ်ဘူးဆုံးဖြတ်ချက်ချခြင်းက95%အလုပ်ကိုပြီးစီစီတယ်ဒါဆုံးဖြတ်ချက်ချရမယ်ပြီးရင်ဘာဂတိပေးတယ်လဲဂတိတော့တွေ့ပြီဆိုရင်ဘာလုပ်ရမလဲအလွတ်ကျက်တာကလေးတွေအလုပ်မဟုတ်ဘူးနော်အလွတ်ကျက်တာကျွန်တော်တို့တွေအခုတည်းကကျွန်တော်တို့အလွတ်ကျက်နေရတာပဲကျန်းစာအလွတ်ကျက်ရပြီးတဲ့အခါကျမှအဲ့ဒီမေကွန်3ခုရပြီဆိုတဲ့အခါကျမှပြန်ပြီးတော့မှကျွန်တော်တို့သုံးသပ်ပြီးတော့မှဘာဆိုလိုတယ်လဲဆိုတဲ့ဆိုလိုချက်ကလေးထုတ်လိုက်မယ်ဆိုရင်အဲ့ဒါကျွန်တော်တို့အတွက်အကောင်းဆုံးသောတရားဟောချက်ဖြစ်တယ်
နေ့တိုင်းအဲ့မေကွန်လေးခုနဲ့ချမ်းသာထိုင်ရင်နေ့တိုင်းတရားဟောချက်တပုတ်မရအောင်လားရတယ်အဲ့ဒါကမှကိုကြားဦးထားတဲ့သတ္တိခံချက်လေးတွေလို့ဝိညာဉ်ရေးစာဆောင်တွေဖတ်လို့နော်ဥပမာကိုကာပြီးပြောရမယ်ဖြစ်ကလေးတွေပါလို့ ਨੇ တွဲပြီးတော့မှဟောလိုက်အဲ့ဒါအရန်ကိုလက်ဆက်တဲ့တရားဟောချက်တဲ့အဲ့ဒါဘုရားကကောင်းကင်ကချပေးတယ်မာနမုံလက်ဆက်တနေ့စာနေ့စဉ်အသက်မွေးလောက်တော့အစာကိုကျွန်တော်တို့အားပေးသနာတော်မူပါဆိုအဲ့ဒါကိုပြောတာဟိုဝတ်သားနဲ့အာလူနဲ့ချက်ထားတဲ့ဟင်းတွေပြောနေတာမဟုတ်ဘူးငပိပါပြောနေတာမဟုတ်ဘူးဟုတ်မလားနော်နေ့စဉ်အသက်မွေးလောက်တော့အစာကိုကျွန်တော်တို့အားပေးပါဆိုတာဆုတောင်းချက်ကအဲ့ဒါကိုတောင်းတယ်အဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တောင်းအဲ့နှုတ်ကပတ်တော်ရပြီးတော့မှအသက်ရှင်ပဲဆိုရင်သိပြီလေဒီမှာအပြစ်ဖော်ပြနေတယ်ဆိုရင်ကိုကရှောင်ဖို့သိလားခိုင်းနေတယ်ဆိုရင်ကိုကလုပ်ဖို့သိလားဂတိပေးနေတယ်ဆိုရင်ရဲဝင်အာမခံချက်ရှိပြီဟုတ်တယ်မလားဘုရားငါ့ကိုဂတိပေးထားပြီငါဘာမှကြောက်စရာမလိုတော့ဘာပဲတွေးရဆိုရင်ကိုဘာရှောက်ရမလဲဘယ်လမ်းရှောက်ရမလဲဆိုတာလင်းမနေဘူးလားလင်းနေတယ်အဲ့ဒါကြောင့်စာလံ139အငယ်105ကနှုတ်ကပတ်တော်ကြီးကျွန်တော်ခြေရှိမှာမိခွက်ဖြစ်၍ကျွန်တော်လမ်းကြီးကိုလင်းစီပါတယ်လို့ပြောချင်ဖြစ်မိခွက်မရှိရင်တော့အပေါက်နေပါပဲအဲ့ဒီအလင်းကြီးသောနှုတ်ကပတ်တော်မိခွက်ကိုဘယ်မှာထားမှာလဲရှိပါထားတင်မဖတ်ဘူးဆိုတော့ဘယ်မှာထားအဲ့ဒါဘာလင်းလဲတော့ပါပဲလင်းနေရှေ့မှာလင်းအောင်ကြားလို့ကျင်ဒါကြောင့်ကျမ်းစာနဲ့နှုတ်ကပတ်တော်တူလားတူဘူးဒါကြောင့်နှုတ်ကပတ်တော်ရအောင်ဖတ်အဲ့တော့နှုတ်ကပတ်တော်ကြားမယ်နေရာနှုတ်ကပတ်တော်ရတဲ့နေရာမှာဒီကနေ့ကျွန်တော်တို့သွားဖို့အရေးကြီးပါတယ်တခါလေမှာကျွန်တော်တို့ဘုရားကျောင်းသွားတဲ့အခါမှာ traditional တိုင်းပဲကျွန်တော်တို့သွားတယ်ဒီဘုရားကျောင်းကငါတို့ဘိုးဘေးတွေကလေးကတက်လာတဲ့အကြောင်းဒီကိုင်းကနာကဒီတင်းတော်ကငါတို့ဟိုအဖေမေလက်ထက်ကလေးကတက်လာတဲ့အကြောင်းဆိုပြီးတော့မှပဲအဲ့ဒီအစွဲတွေပဲကျွန်တော်တို့သွားနေတာလေအဲ့တော့အရေးကြီးတာကတင်ဘုရားဝိပုကိုးကွယ်ခြင်းသွားတဲ့နေရာကတင့်အတွက်စိမ့်နှံသောကျက်စားရအရာဟုတ်လားမဟုတ်လားဆိုတာအဲ့ဒါကျွန်တော်ရှာဖို့အရေးကြီးတယ်အဖေစားနေတဲ့ဆိုင်မလို့ငယ်ငယ်လေးကစားလာတဲ့ဆိုင်မလို့စားဖို့မဟုတ်ဘူးလေအဖေစားနေတဲ့ဆိုင်ကလက်ရမကောင်းဘူးဆိုရင်လက်ရကောင်းတဲ့ဆိုင်ပြောင်းမစားဘူးလားကျွန်တော်တို့စားမယ်အဖေလုံနေကြအလုံးမလို့လိုက်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘူးလေအခုခေတ်ကာလကအဖေတို့လှုပ်လာခဲ့တဲ့အလုပ်တွေပို့ပြီးကောင်းတဲ့အလုပ်တွေများလာပြီပဲအဲ့တော့အရေးကြီးတာပါလားဆိုတော့စိမ့်နှံသောကျက်စားရအရက်နှုတ်ကပတ်တော်ရှိတဲ့အရက်အဲ့ဒီအရက်မှာကိုသွားတတ်ဖို့လိုတယ်စားတတ်ဖို့လိုတယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့ဘယ်အတဲတော်ဖြစ်ဖြစ်ဘယ်ဆရာဝင်ငါဘယ်ကိုင်းကနာကဝင်ငါအရေးကြီးတာတင့်ရဲ့အသက်တာထဲမှာစိမ့်နှံသောကျက်စားရအရက်ဖြစ်ဖို့အရေးကြီးဆုံးပဲလားတခါလေးကကျွန်တော်တို့ကအဲ့ဒီကိုင်းကနာဆွဲလူမျိုးဆွဲဝါဒဆွဲပုဂ္ဂိုလ်ဆွဲရှေးယူဆွဲအဲ့ဒါတွေကကျွန်တော်တို့ကိုလွှမ်းမိုးနေတယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါမလွတ်မြောက်နိုင်သေးတဲ့အရာတစ်ခုပဲဒါကြောင့်သာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏လို့ခံယူတဲ့သူတယောက်ကတော့စိမ့်နှံသောကျက်စားရအရက်မှာအိတ်စီတယ်နေစီတယ်လို့ဘုရားပြောတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဘုရားထိန်လာပြီဆိုရင်တင်ကြပါဦးနှုတ်ကပတ်တော်ရှိတဲ့အရက်ကိုတင်ရောက်တာမှာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီရောက်တော့ဆုံးဘလုံးပင်လေးကျွန်တော်တွေ့ဒီနေ့ကကျွန်တော် Facebook မှာဆုံးဘလုံးပင်လေးရိုက်ပြီးတော့မှကျွန်တော်တပုံလေးကျွန်တော်တင်လိုက်သေးတယ်90နဲ့မှစာလံ90နဲ့မှနှစ်မှာပါလဲဆိုရင်ဖြောက်မှတ်တော်သူဒီဆုံးဘလုံးပင်ကဲ့သို့ပွင့်လန်းနေလေဘလုံးတောင်ပေါ်မှာနော်ပေါက်တဲ့အပင်ကဲ့သို့ RS ပင်ကဲ့သို့ဆွမ်းလန်းနေလန်းဆန်းနေလို့ချမ်းသာပြောတယ်လေဆိုတော့စွန်ဘလွန်ပင်ရှိတဲ့နေရာမှာ OAS ရှိတယ်စွန်ဘလွန်ပင်ကသူ့ရဲ့အမြစ်ကအဲ့ရေရှိတဲ့နေရာထိသူကဝဲတယ်အဲ့ဒီစွန်ဘလွန်ပင်ကဒီလိုတဲကန်နာထဲမှာပေါက်တဲ့အခါမှာဘလောက်ပဲပဲမှုန်နဲ့တိုက်သူကြက်ကြက်ခံနိုင်တယ်အဲ့ဒီပဲအများကြီးရှိတယ်ဆိုတော့ဒီကနေ့လဲကျွန်တော်တို့ဖျားထင်းချင်းခံရတဲ့သူတယောက်ရဲ့အသက်တာမှာနှုတ်ကပတ်တော်ရည်ရှိတယ်အသက်တာကနှုတ်ကပတ်တော်ဆိုတဲ့ရည်ထဲမှာအမြစ်ကဆွဲပြီးတော့မှနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်နှုတ်ကပတ်တော်အမြစ်ဆွဲထားတဲ့အတွက်ကြောင့်ဘလောက်ပဲလောကရန်တရားရဲ့တိုက်ခတ်မှုတွေဘလောက်ပဲလာကြံ့ခံပြီးတော့မှအောင်မြင်နိုင်တဲ့အသက်တာမျိုးကိုဘုရားကပေးခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်နော်ဒါကြောင့်စိမ့်လန်းသောကျက်စားရအရာမှာငါ့ကိုအိတ်စီတယ်တာယာသောမျက်နှာသို့လမ်းပြတယ်ပြောတယ်နော်တာယာတဲ့မျက်ဆိုတာလည်းနှုတ်ကပတ်တော်ကြားမယ်နေရ
ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာတွေအရေးကြီးပါတယ်နော်တရက်မှန်မှန်စမ်းစာဖတ်တာတော့ကောင်းပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်မရဘူးဆိုရင်အဲ့ဒီကဘာမှတင့်တယ်အကျိုးရှိမှာမဟုတ်ဘူးတချို့ကတော့တတ်မှတ်ထားလို့တရက်ကို3ခန်းဖတ်ရမယ်လို့တတ်မှတ်ထားတဲ့အတွက်ကြောင့်3ခန်းမပြီးအောင်ကာရန်ကမန်ဖတ်ပြီးတော့မှနော်တုံတိတုတ်ပြဖတ်ပြီးတော့မှပဲကျွန်တော်တို့လုပ်လိုက်တာမျိုးကျွန်တော်ရှိတတ်တယ်မဟုတ်ပါဘူးနော်3ခန်းဖတ်ရမယ်ဆိုတာတဲ့တစ်ခါနဲ့ဖတ်ပြီးတော့မှနှုတ်ကပတ်တော်ရသွားတဲ့အတ္တကပုံပြီးတော့မှတန်ဖိုးရှိတယ်ဆိုတာကျွန်တော်တွေ့ရတယ်။အရင်လူကကျွန်တော်တို့ရောက်တဲ့တတ်တာထဲမှာနှုတ်ကပတ်တော်အစာလက်လက်ဆက်ဆက်အစာတွေအများနဲ့ရှိနေဖို့မလိုလားလို့လေစောစောပြောသလိုမေကွန်းလေးခုနဲ့ဖတ်လာပြီးတော့မှနေ့တိုင်းဖတ်လာပြီဆိုရင်နေ့တိုင်းတရားဟောချက်တပုတ်ရအောင်လားရတယ်လေတလားဆိုဘယ်နှခါဘယ်နှခုရမလဲတပတ်ဆိုရင်ကိုဘယ်နှပုတ်ရပြီလဲ9ပုတ်လောက်ရပြီလေဟုတ်တယ်မလားတရားဟောချက်9ပုတ်လောက်လက်လက်ဆက်ဆက်9ပုတ်လောက်ရနေပြီအဲ့တော့ရုပ်တရက်ကောက်ငင်းကဟေးမင်းဒီနေ့နှုတ်ကပတ်တော်ဝင်လာတော့ဆိုရင်ပြောမလဲဟုတ်ပါလေဘာလို့ကြုံမပြော10ရက်တော့ကြုံပြောပါ2ပတ်တော့ကြုံပြောပါပြောကြလို့လားမလို့ဘူးဟုတ်လားမလို့ဘူးလေအများနဲ့ ready ပဲအစင်တင်ပဲအကောင်ဟောခိုင်းတေးလို့ဟောခိုင်းဟုတ်တယ်မလားကိုဒီမှာရှိပြီးသားလေအဲ့ဒါကိုအတွက်တရားဟောချက်အကောင်ဆုံးတော့တရားဟောချက်ပဲအစိုးရတရားဟောချက်နည်းတင်ပေးပါတရားဟောချက်ပြင်ဆင်နည်းတင်ပေးပါလို့တင်ခိုင်းတာတွေရှိတယ်သင်လို့ရပါတယ်ဒါပေမဲ့အဲ့ဒါ live ဖြစ်မှာမဟုတ်ဘူး live ဖြစ်တဲ့တရားဟောချက်ကတော့ကိုယ်တိုင်အထက်ကနေစားတဲ့အစားအစာကအဲ့ဒါ live ဖြစ်တယ်အဲ့ဒါကလက်ဆက်တယ်နော်အဲ့ဒါအဟာအဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်မှန်မှန်စားဖို့ဘာဦးကျမ်းထဲမှာဘုရားသခင်ကအေဒင်ဥယျာဉ်မှာလူကိုဖန်ဆင်းပြီးတဲ့အခါကျတော့ဥယျာဉ်ရဲ့ပတ်လည်မှာလူစားဖို့တောက်ဖို့ရတဲ့အင်းဒီရွက်တွေအပင်တွေနော်ဘုရားဖန်ဆင်းပြီးတယ်ပြီးရင်စားဖို့ရတဲ့အတွက်အသားတွေငါးတွေဘုရားကဖန်ဆင်းပေးတယ်အဲ့ဒါကဘာစားလဲဆိုရင်ကာယအစာဖြစ်ပြီးရင်ဥယျာဉ်အလယ်မှာရှိတဲ့အပင်ရဲ့အသီးကိုမစားရစားသောနေ့မှာဧကံမှန်သေမယ်လို့ဘုရားရဲ့နှုတ်ကပတ်တော်လေးရောမရှိဘူးလားရှိတယ်ဒါဆိုရင်လူကအစာဘယ်နှမျိုးစားရလဲ2မျိုးစားရတယ်ကာယအစာလည်းစားရမယ်ဝိညာဉ်စားလည်းစားပြီးတော့ဘုရားသခင်ကပြိဿန်တွေကိုဖန်ဆင်းတယ်ပြီးတဲ့အခါမှာပြိဿန်တွေစားဖို့ရတဲ့မြက်ပင်မျိုးမျိုးပေါက်စေဒီမြက်ပင်မျိုးမျိုးကပြိဿန်အတွက်ပါစားလဲကာယအစာဖြစ်ဒီပြိဿန်တွေလိုက်နာကျင့်သုံးဖို့ရတဲ့နှုတ်ကပတ်တော်ဆိုတဲ့ပြည့်ညတ်တရားလေးနဲ့နှုတ်ကပတ်တော်ဆိုတဲ့ဝိညာဉ်အစာပြိဿန်တွေကိုပေးလားပေးပါပြိဿန်တွေကဝိညာဉ်စာစားဖို့လိုလားမလိုဘူးကဲဟုတ်ပြီဒါဆိုရင်အခုဒီချိန်မပါဘူးပေါ့နော်ဒီမလာခင်လေးချိန်မနေ့မိုးလင်းကအခုချိန် breakfast lunch စားပြီလားစားကြလားစားပါပြီကျွန်တော်တို့တော့လည်းကျွန်တော်တို့တော့ breakfast လည်းတိတ်မရှိဘူး lunch ပဲ breakfast လည်းလည်းရောရောစားတယ်ဟုတ်ပြီစားလာပြီနော်ခုလည်းဒီမှာညသာစားရတယ်လေကျန်းစာဖတ်ပြီးတဲ့လူရှိလားကျန်းစာဖတ်ပြီးတဲ့လူလက်ထောင်ပါဟုတ်ပြီလူဆိုတာအစာပါမျိုးစားတယ်မျိုးစားတရိษံဆိုတာအစာပါမျိုးစားတယ်လူဆိုတာအစာပါမျိုးစားတယ်တရိษံဆိုတာမျိုးတရိษံပါစားလဲစားမင်းนี่Arabic စားရီဟုတ်လားအချို့အချင်းအငယ်သက်တွေမပြီးရည်စားလားဒါကြောင့်ကိုပြန်မေးဖို့လိုတယ်လေဒါကလူလားပြိဿလားလူဆိုရင်အစာဘယ်မျိုးစားမလဲမျိုးစားဟုတ်တယ်နော်ဒါကြောင့်ဘာမှတ်ဖို့လိုလဲဆိုရင်ကျန်းစာမဖတ်တဲ့နေ့ကနှုတ်ကပတ်တော်မရတဲ့နေ့ဟာဖြစ်တဲ့နေ့ဟုတ်ပြီနော်ဒါကဘာဥစားကြရပြကျွန်တော်တို့ဒီလိုအသက်ရှင်စေချင်တာလေဟုတ်မလားအစာနှမျိုးစားပါကာယအစာနဲ့ဝဝစားတိုက်တော့စားနော်ဝိညာဉ်အစာလည်းစားဖို့လိုတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ဒါကြောင့်စိတ်နှံသောကျက်စားရအရက်မှာအိတ်နေတယ်စိတ်နှံသောကျက်စားရအရက်ကိုလမ်းပြခြင်းခံရတဲ့သူကဘယ်လိုလူမျိုးလဲဘယ်လိုလူမျိုးလဲထာဝရဘုရားသည်
ငါဤတိုးရင်ဖြစ်တော်မူတယ်ဆိုတဲ့အဲ့ဒီလိုလူမျိုးဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ငါဝိညာဉ်ကိုအားဖြည့်ပြီးငါဝိညာဉ်ကိုအားဖြည့်ပြီးအဲ့တော့ဖခင်ရဲ့ထိန်းခြင်းကိုခံရတဲ့သူတယောက်ကအမြဲတမ်းပဲဝိညာဉ်ကိုအားဖြည့်တယ်နော်ဝိညာဉ်ကိုအမြဲတမ်းပဲအားဖြည့်တယ်ဆိုတော့ဧဖက်ခန်းကြီး9အငယ်18ကနော်ဧဖက်ခန်းကြီး9အငယ်18ကဒီမှာဟောပြပါတယ်对白啊，龙珠这的刀子比一目经过小月，为你让你这种也是干了。论珠子的刀，这比一မျိုးကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြတယ်။ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာသူကတဘာဝနှစ်ခုကိုနှိုင်းယှဉ်ထားတယ်။လွန်ကျူးစေတတ်သောစပည့်အနည်းအားဖြင့်ပြောဆိုအရက်လူတယောက်ကစကားလဲတူတူပဲပြောတတ်တယ်လူတွေနဲ့လည်းကြောက်တယ်လို့ပဲအတန်ကြဲကြဲလည်းမပြောတတ်ဘူးနော်ဒါပေမဲ့သူ့ကိုအရက်တိုက်ကြည့်လိုက်ပါဖြစ်လာတယ်ရက်ဝင်လိုက်ပါဖြစ်လာတယ်အကျဉ်းလာပြီဟုတ်မလားအတိတွေရှိလာပြီလေအချင်းတွေအော်ဆိုရလာပြီလေဘူးနေတဲ့သူတယောက်ကရှက်သေးလားရှက်ဘူးဘူးနေတဲ့သူတယောက်ကဟုတ်မလားအစိုးခွင့်တိုင်းပြီးပြန်လာတဲ့သူမရှက်ဘူးလေအချင်းဆိုရမှလည်းသူမရှက်ဘူးအိုးဟောင်းပါစကားတွေအကျဲကြီးပြောပြီးတော့မှပဲသူကလုပ်တယ်အဲ့လိုလက္ခဏာမျိုးရှိတယ်အဲ့တော့ဒီမှာကအရက်မတော်တဲ့ဝိညာဉ်တော်နဲ့ပြည့်ဆိုတဲ့ဟာမျိုးပြောနေတာမဟုတ်ဘူးလွန်ကျူးသိတတ်သောစပည့်ရည်မျိုးဆိုတဲ့စပည့်ရည်တောက်တဲ့သူတယောက်ရဲ့လက္ခဏာဝိညာဉ်တော်နဲ့ပြည့်ဝသောသူတယောက်ရဲ့လက္ခဏာအဲ့ဒါကိုကျွန်တော်နားလည်သဘောပေါက်ဖို့ရည်ကြီးတယ်ပေတရုကခရစ်တော်ကိုလာဖမ်းတော့သူဘာလုပ်လဲပေတရုကခရစ်တော်ကိုလာဖမ်းတော့ဟုတ်ပြီကျွန်တော်လည်းခရစ်တော်နဲ့တစ်ခွဲလေးပဲကျွန်တော်လည်းဖမ်းတာပြောလားမပြောဘူးသူဘာလုပ်လဲညင်းတယ်ဘယ်နှကြိမ်တော့ညင်းလဲ3ကြိမ်တော့ညင်းတယ်နောက်ဆုံးကြိမ်ဆိုတော့မဟုတ်ဘူးလို့ငါကြိမ်ပြောရဲတယ်အဲ့တော့ထိညင်းတာလေသူခရစ်တော်ညင်းပြတာဒါပေမဲ့တမန်တော်ဝိတုခန်းကြီးနှစ်ရောက်လာတဲ့အခါကျတော့တရှင်တော်ဝိညာဉ်တော်ဆင်းသက်လာပြီးတဲ့နောက်ပိုင်းမှာဒီသခင်ရဲ့နာမကိုမဟောမပြောနဲ့ဆိုလေသူတို့ဘယ်လိုခံရဆိုရင်လူစကားတဲ့ဘုရားစကားကိုငါတို့ကနားထောင်သင့်တယ်ဒီယေရှုကကားရင်ပေါ်မှာတည့်တဲ့တည်တာငါတို့ကစောက်ထိုးအသေးခံသင့်တယ်ဆိုပြီးတော့မှတတိတွေရှိလာတာလေအဲ့ဒါဘာကွာချာပါလဲဝိညာဉ်တော်နဲ့ပြည့်ဝခြင်းတက်တာကွာချာသွားတယ်ဆိုတော့အဲ့တော့ဒီကနေ့လည်းကျွန်တော်ရောက်တိုင်းရတက်တာထဲမှာကျွန်တော်ရဲ့ဝိညာဉ်ကိုအမြဲတမ်းအားဖြည့်ဖို့လိုတယ်အားဖြည့်ဖို့ကာယစာများများစားရင်ဘာတွေဖြစ်လာလဲဝါလာအဲ့ဒီဆွဲလာတော့ကျွန်တော်တို့လိုပေါ့အဲ့ဒီဆွဲဝိညာဉ်စာများများစားရင်ဝိညာဉ်ကကြီးထွားလာပါဝါလာပါပဲနော်ဒါကြောင့်အမြဲတမ်းအားဖြည့်ဖို့လိုတယ်ဒါကြောင့်ကိုယ့်ရဲ့ဝိညာဉ်ကိုအားဖြည့်တတ်တဲ့သူကဘယ်လိုလူမျိုးလဲအာဝရပြားသည်ငါ၏တိုးတယ်ဖြစ်တယ်ဆိုတဲ့ကကိုယ့်ရဲ့ဝိညာဉ်ကိုအမြဲတမ်းပဲအားဖြည့်တတ်တယ်ကိုယ့်ရဲ့ဝိညာဉ်ကိုအမြဲတမ်းပဲကြည့်ရှုတတ်တယ်ပြုစုတတ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပြီးရင်အဲ့ဒီဝိညာဉ်အားဖြည့်ခြင်းနဲ့အသက်ရှင်နေတဲ့သူတယောက်ကဘုရားအတွက်လှုပ်ရဲလာတယ်၊ကန်ရဲလာတယ်၊ဟောရဲလာတယ်၊ပြောရဲလာတယ်၊တတ်သိထူရဲလာတယ်ဟုတ်မလားမထုတ်ပါနဲ့မပြောရဲဘူးဟုတ်မလားဒါမျိုးရှိမလားမရှိဘူးဒါကြောင့်အခုတင်ကြောက်ရွံ့ဖြစ်နေတယ်တတ်သိလည်းမခံရဲဘူးတရားလည်းမဟောရဲဘူးဘုရားအတွက်လည်းကျွန်တော်တို့လုပ်ရဲဖို့တတ်သိမရှိဘူးဆိုရင်ဒီရေးကြည့်တာတင်ဘုရားရဲ့ထိန်းခြင်းကိုခံပါအမှတ်တည်းနံပါတ်2တင်းရဲ့ဝိညာဉ်ကိုအားဖြည့်ပါဝိညာဉ်တော်နဲ့ပြေဝတဲ့အသက်တာအမြဲတမ်းအရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဝိညာဉ်တော်နဲ့ပြေဝပြီးတော့မှအသက်ရှင်တဲ့နေ့ရက်ကာလတွေကကာလချိန်ကိုရွေးနှုတ်တတ်တဲ့သူတွေဖြစ်တယ်လို့ပြောတယ်ပညာရှိအသက်တာဖြစ်တယ်လို့တော့ကျမ်းစာကပြောတယ်အခင်ဘုရားရဲ့အလိုတော်ရှိတာကိုပိုင်းခြားနားလည်တဲ့သူဖြစ်တယ်လို့ကျမ်းစာကပြောတယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုအမြဲတမ်းပဲအားဖြည့်တဲ့သူဖြစ်ဖို့လိုတယ်ဆိုတာကျွန်တော်တွေ့ရတယ်။နောက်ဝိညာဉ်ကိုအားဖြည့်၍တဲ့နာမတော်အဖို့အလုံးကဟာဝရဖျားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏လို့ခံယူတဲ့သူတယောက်ကတို့ရဲ့အသက်ရှင်မှုက
နာမတော်ဖို့ဖြစ်လာတယ်နာမတော်အဖို့ပဲဖြစ်လာတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲကြောင့်တမန်တော်ကြီးရှင်ဘောလူကသူပါပြောလို့ဆိုရင်တစ်ကောခန်းကြီး30အငယ်73မှာကျွန်တော်ဖတ်ကြည့်ရတယ်sorry တစ်ကောခန်းကြီး30အငယ်31ပြောတာသာတော်၎င်းတောက်တော်၎င်းရည်သည့်အမှုကိုပြုတော်၎င်းဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိစ္စကိုပြုကြတော်သာတော်၎င်းတောက်တော်၎င်းရည်သည့်အမှုကိစ္စကိုပြုတော်၎င်းဘုရားရဲ့ဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိုပြုတယ်ပေါ့ဗျာအဲ့တော့ဘုရားထင်ချင်းခံရတဲ့သူတယောက်ကသူ့ရဲ့နေ့စဉ်အသက်ရှင်မှုရဲ့သူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့ရွေးချယ်မှုတွေနော်သူ့ရဲ့ခြေလမ်းတိုင်းကဖျားဘုံထင်ရှားဖို့ပဲသူအသက်ရှင်လာတယ်။နာမတော့အဖို့လုံးလာပဲသူအသက်ရှင်လာ။ငါဒါလှုပ်လိုက်လို့ဖျားနာမထိခိုက်เสียဖြစ်တယ်။ငါဒါရွေးချယ်လိုက်လို့ငါဒီလိုတောက်လိုက်လို့ငါဒီလိုအသက်ရှင်လိုက်လို့ငါဒီလိုနေထိုင်လို့ငါဒီလိုဝတ်စားလိုက်လို့ဘုရားနာမရှုံချစရာဖြစ်သလားအဲ့ဒီဟာကိုချင်းချင်းလာတဲ့စဉ်းစားလာတဲ့ဆိုတာကျွန်တော်တို့တွေ့ရတယ်ဘုရားတိုင်းချင်းမခံတဲ့သူကတော့အေးအဲ့တော့လူငယ်ပဲဒီလူငယ်ဆိုတော့လူငယ်အလျောက်တော့ဝေးရမှာပေါ့ဟုတ်တယ်မလားတချို့ယောက်ျားလေးဆိုတာတော့မစားမတော့ဆိုလို့ရှိရင်တောက်စားမဟုတ်ဘူးဆိုတော့လူမနွားဖြစ်မယ်နော်အဲ့ဒါယောက်ျားလေးဆိုပါလေတောက်ဖို့ရမူးဖို့ရမယ်လှုပ်ဖို့ရမယ်ကြိုင်ဖို့ရမယ်ဆိုပြီးတော့မှအဲ့ဒါနဲ့ပဲနော်လက်တဲ့ဆိုင်ရနေပြီးတော့မှအဲ့ဒီထဲမှာနည်းမျောသွားတဲ့သူတွေအိမ်မြုပ်သွားတဲ့သူတွေအများကြီးဖြစ်နေဆိုတာကျွန်တော်တို့ရတယ်။အဲ့တော့ဘုရားထင်ချင်းခံတဲ့သူတယောက်ကဘာပဲလုပ်လို့ဘုရားဘုန်းတော်ထင်ရှားတယ်။ဘုရားနာမထိမိ၍လဲစရာဖြစ်ပါလားဆိုတာကိုအမြဲတမ်းပဲချိန်ထုတ်ပြီးတော့မှအသက်ရှင်လာတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ပြီးရင်ကိုယ့်ရဲ့အသက်တာထဲမှာအမြဲတမ်းပဲဘုရားပဲထင်ပေါ်ဖို့ပဲဘုရားပဲကြော်ကြားဖို့ပဲအဲ့ဒါကိုပဲအမြဲတမ်းပဲချီးမြှောက်တတ်တဲ့သူတယောက်ဖြစ်လာတယ်။နာမတော့အဖို့အလို့ငါဆိုတဲ့နေကိုယ်နာမည်ကြီးလာမယ်ဆိုရင်တော့မလို့ခြင်းဘူးဘုရားကိုပဲအမြဲတမ်းရှိတတ်တယ်ဘုရားကိုပဲအမြဲတမ်းရှိတတ်တယ်ဘုရားရဲ့ဘုန်းကိုပဲထင်ရှားစေဖို့ပဲချီးမြှောက်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အခါကြီးကျွန်တော်တို့ဖြစ်တတ်တာကဘာဖြစ်တတ်လဲဆိုလို့ရှိရင်တော့နည်းနည်းလေးနာမည်ရလာလို့ဆိုရင်ကိုယ်နာမည်ကြီးတာပဲမတိမတာနဲ့ကြည်လက်နေတာရှိတတ်တယ်လေဟုတ်တော့မလားနော်ကိုယ်နာမည်ကြီးတာလေးကိုထင်ပေါ်တာလေးကိုကြော်ကြားတာလေးလူတွေကကိုယ့်ကိုအတိမတ်ပြူတာလေးနဲ့ပဲကျင့်နှံ့ပြီးတော့မှအဲ့မှာပျော်နေတဲ့လူတွေကျွန်တော်ရှိတတ်တယ်။ဟုတ်ဘူး။ဘုရားရဲ့ glory ကိုကျွန်တော်တို့ခိုးယူလို့မရဘူး။တော့ဘုရားရဲ့ဘုန်းကိုဘုရားကိုပြပေးဖို့လိုတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်တဲ့။သေမင်းဤအရေးလွှမ်းမိုးသောခြိုက်နေသူရှောက်သွားတော့လေဘေးအန္တရာယ်ကိုမချောက်ပေါ့။ဆိုတော့ဒီကနေ့ကျွန်တော်တို့ရောက်တိုင်းရဲ့တက်တာထဲမှာသေမင်းရဲ့အရေးလွှမ်းမိုးတဲ့ခြိုက်လို့ပြောတာကအပြစ်တရားရဲ့အခါကသိချင်းပေနေလူအားလုံးကဖြောင့်မတ်တော်သူမရှိတယောက်မှမရှိလို့ပြောတဲ့အတွက်ကြောင့်လူအားလုံးကသေမင်းရဲ့အရေးလွှမ်းမိုးတဲ့ခြိုက်ထဲမှာရောက်နေကြပြီဖြစ်တယ်။ကဲအပြစ်တရားရဲ့အခါသိချင်းလို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီအပြစ်ကကျွန်တော်တို့ကဆဲလိုက်လို့ရှိလာတာခိုးလိုက်လို့ရှိလာတာလိန်လိုက်လို့အဲ့ဒီပြက်ကရှိလာတာအဲ့ဒီပြက်ကဘယ်တော့မှကရေအဆရှိတယ်အပြက်ဘယ်တော့ကရေအဆရှိလဲဗီဇာဘယ်တော့ကရေလဲအဲ့မှာပါလဲစာလံ51စာလံ51အငယ်စာလံ51အငယ်9ကျွန်တော်ဒီဝေးစားကပဲအပြစ်ပါလေရှိပါ၏အမိဝမ်းထဲမှာပရိသေတိယူစင်ပင်အပြစ်ဆွဲပါ၏ဘယ်ကလေးအပြစ်ဆွဲလဲကျွန်တော်တို့ပရိသေတိယူနေတာပရိသေတိယူရဲဆိုတာအဖိုးပိုးနဲ့အမပိုးလေးနှစ်ခုစုံလိုက်တာလေဟုတ်တယ်မလားနှစ်ခုစုံလိုက်တဲ့ဒီအဖိုးပိုးနဲ့အမပိုးလေးနှစ်ခုစုံလိုက်တဲ့အချိန်မှာစပြီးတတိယစတယ်လားကာယကံရှင်ဖြစ်တဲ့မိခင်တော်မှာကိုယ်ပိုက်ထဲမှာရှိတဲ့တရေသားလေးဘယ်နေ့ဘယ်ရက်ကစတည်တယ်လဲဆိုတာတိတိကျကျပြောလို့ရလားမရဘူး
ကဲအမိုးကကလေးဘယ်နှယောက်ရှိလဲ2ယောက်ပထမဦးဆုံးတူမွေးတော့ကဘယ်တုန်းကတတိစရှိတယ်လေဆိုတော့တိတိကျကျမှတ်ထားလားမသိဘူးဘယ်တော့မှသိတယ်3 လလောက်မလားဟုတ်တော့ဒီကြီးရတိတ်မသိဘူးတို့ချေပေးနေတာလာလောက်ကြမှာနော်လာနေကြဓမ္မရာမလာဘူးဆိုတဲ့အခါကျမှဟုတ်တယ်မလားအရင်ခန္ဓာကိုယ်ကလည်းအဲ့မှာဖြစ်လာမယ်လေအငယ်စားကြလားအချင်းစားကြလားတောင်းတာဒါလည်းကျွန်တော်ကြုံဘူးလို့ပြောတာမဟုတ်ပါဘူးဆိုတော့ကာယကံဖြစ်တဲ့လူတော်မှကိုယ့်ရဲ့နော်ဝမ်းထဲမှာတရေသားလေးပဲချင်းရဆွဲဆိုတော့တိတိကျကျမသိနိုင်တလား3လနေမှသိတယ်တလား3လဆိုရင်အဲ့ဒီတရေသားလေးကလေတော်တော်လေးကြီးလာတယ်တော်တော်လေးကြီးလာတယ်ဟိုရက်ကတော့ကျွန်တော်ပုံလေးနဲ့ပြပါတယ်လေသားဆဆဖြစ်လာတဲ့ပုံလေးနဲ့ပြနော်အဆက်ပြောက်လေးကနေပြီးတော့မှနည်းနည်းလေးမြေပဲဆန်လာကနေပြီးတော့မှမြေပဲတောင်းလောက်ဖြစ်လာနော်မြေပဲတောင်းလောက်ဆိုလို့ရှိရင်အဲ့ဒါ2လလောက်ရှိလာပြီနော်ပြီးတဲ့အခါကျမှ3လလောက်ဆိုရင်ချိန်လေးလက်ကလေးတွေဆိုတော့အင်္ဂါဆုံးလာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရအဲ့တော့စပြီးတော့မှအဖိုးဖိုးနဲ့အမဖိုးကလူမျက်စိနဲ့မြင်လို့မရဘူး microscope နဲ့ကြည့်မှမြင်လို့ရတဲ့ဒီအဆက်အပြောက်ကလေးနှစ်ခုပေါင်းရင်တရေဆွဲတယ်လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီတရေသားလေးကအရက်ဆိုင်ပေါင်းကို6ပေါက်ပြီလားလူများအတင်းပြောဖို့ပါးပေါက်ပြီလားပေါက်ပြီလေဖဲရိုက်ဖို့လက်ပေါက်ပြီလားပေါက်ပြီအရက်တောက်ဖို့ရောအရက်ခွက်ကင်ဖို့ရောလက်ပေါက်ပြီလားပေါက်ပြီအပြစ်လုပ်ဖို့တော့မှအင်္ဂါမစုံခင်ကတည်းကဒီတရေသားလေးကပါဆွဲနေပြီလို့ပြောတယ်ပြစ်ဆွဲနေပြီအဲ့ဒါကျွန်တော်အတင်းပြောတတ်လားဟုတ်တယ်ညဆောင်ထူတတ်လားဟုတ်တယ်လိန်တတ်လားဟောတာဖြစ်တတ်လားဖြစ်တတ်တာဟောတာဖြစ်ပြီး3ရက်အပြတ်တင်တန်းတက်ဘူးလား3စက္ကန့်ပြောနေ3စက္ကန့်ဆရာပဲသိနေတင်တန်းတက်ဆရာမလို့လည်းအဲ့ဒါကြီးကျွန်တော်အလိုလိုနေမတက်ဘူးလားတက်တယ်တက်တာတော့မှရိုးရိုးပဲတက်တာလားဘယ်ရှိတုံးလူတော့ပဲနော်အဲကြောင့်သင်ပေးစရာမလိုဘဲနဲ့လူရဲ့ထဲထဲမှာအလိုလိုနေရင်အဖြစ်တွေလုတ်တက်နေခြင်းကအဲ့ဒါ original sin ဆိုတဲ့ဝေးရပါဗီဇအဖြစ်ရှိတယ်ဆိုတာကိုသတ်သိထူနေတာအဲ့ဒါကိုဘယ်ဘာသာမှမတုံ့ပြန်ဘူးဘယ်ဘာသာမှအဲ့ဒါမျိုးတုံ့ပြန်တာမရှိဘူးတမာတရားမှပဲရှိတယ်တမာတရားတခြားဘာသာတွေကခိုးလိုက်မှအဖြစ်ဆဲလိုက်မှအဖြစ်လိန်လိုက်မှအဖြစ်အဲ့ဒါမျိုးပြောတာနော်ဘာမှမလုပ်ဘူးဆိုရင်ငါတို့ကငယ်ဖြူငယ်ကလေးကငါတို့ကကောင်းကောင်းမွန်မွန်နေလာတာငါဆဲမှမဆဲတာငါလိမ်မှမလိမ်တာငါအားလုံးကိုမြတ်တာပို့နိုင်တယ်လေဒါကြောင့် तू ကသူ့တော်ကောင်းပဲသူ့တော်ကျင်ပဲအဲ့လိုသတ်မှတ်တာဒါပေမဲ့ကျမ်းစာကတော့ဖြောက်မှတ်တဲ့သူမရှိပြောက်မှမရှိလူပေါင်းလို့ဒီတညီတညွတ်ဒီလမ်းလွဲပြီမမွေးခင်ကလေးကပရိသေတိယူကလေးက original sin ဆိုတဲ့ဗီဇအပြစ်ပါလာတဲ့အတွက်ကြောင့်လူကအပြစ်တရားရဲ့အခါသေခြင်းဆိုတဲ့သေမင်းရဲ့အရေးလွှမ်းမိုးတဲ့ခြိုင်နဲ့ကျွန်တော်တို့ရောက်ပြီးသားဖြစ်တယ်ဆိုတာကျွန်တော်ပြောရတယ်။သို့တော့အဲ့ဒီသေမင်းရဲ့အရေးလွှမ်းမိုးတဲ့ခြိုင်တွေကနေလွတ်မြောက်ဖို့ရန်အတွက်လူကဘလို့နည်းနဲ့လွတ်မြောက်နိုင်တယ်ဘလို့နည်းနဲ့မလုံးလူကဘလို့နည်းနဲ့မလုံးတယ်လူကဝိညာဉ်ဘလို့နည်းနဲ့လွတ်မြောက်နိုင်တယ်ဒီနေ့လူတွေကအဲ့ဒီအပြစ်ပြားရကတည်ခြင်းဆိုတဲ့အပင်ငယ်ကလွတ်မြောက်ဖို့ရန်အတွက်ဒီကနေ့လူတွေပေါ့နော်ကမ္ဘာမှာရှိတဲ့လူတွေဘာသာတရားတွေရဲ့ကြင်ကြံပြုမှုအားထုတ်နေတဲ့ဟာတွေမရှိဘူးလားရှိတယ်။နေရကလွတ်ချင်ရင်ကောင်းမှုကုသိုလ်လူဒါနလုပ်ကောင်းတာလုပ်ရင်ကောင်းတာရောက်မယ်ကိုကျင်းမှာကိုရမယ်နော်ဒါတွေအားလုံးကလူကိုတွန့်တင်ပေးနေတဲ့အရာတွေဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါနနဲ့သီလမပါသေကာမသိမယ်ရေဘူးနဲ့ဖဏမပါຫນွေကာမသိမယ်ဒါနနဲ့သီလမပါရင်သေကာမသိမယ်ဒါကြောင့်မသိခင်လူထားကြပါရေဘူးနဲ့ဖဏမပါလူပိုင်းရောက်မှသိလူကြပါကျင့်ကြပါမတုံတင်ဘူးလားတုံတင်တယ်လေလူတွေလည်းမလူဘူးလားလူနေတဲ့သူတွေကိုပြင်ရင်နော်အပင်ငယ်မှာလွတ်မြောက်ရပါလို့ဤနိဗ္ဗာန်မဲ့ဖို့ယူစုရေးဆိုပြီးမှအဲ့လိုစွတ်တောင်းချက်မျိုးတွေနဲ့လူတန်းနေတဲ့သူတွေအများကြီးပဲသို့တော့ရသလားဆိုတော့ကုသိုလ်တပည့်ရဲ့တပိတ်ဟုတ်ဘူးတပိတ်တာလားမဟုတ်ဘူး
ကုသိုလ်တပည့်တရက်တလဲလဲတဲ့တရားဟုတ်လားတရက်ကျွန်တော်တို့ကောင်းတာတော့မကောင်းတာချိန်ကြည့်လေမကောင်းတာပဲဟာဘယ်လောက်များတယ်လဲတပိဋ္ဌာတရားမကောင်းပါဘူးတပိဋ္ဌာဆိုတော့မှနေတော့နေသေးတယ်ဒါကြောင့်ကုသိုလ်တပည့်ငယ်တပိဋ္ဌာလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်ကကျွန်တော်တို့ရဲ့အပြစ်ကိုမချေပပေးနိုင်ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်။အဲကြောင့်လူကဘာလုပ်လို့ရလဲ။ဘာမှလုပ်လို့မရ။အဲ့ဒါလေးဟမ်လူကဘာမှလုပ်လို့မရ။နေရသွားဖို့ပဲရှိတယ်ဆိုတာတွေ့ရတယ်။အဲကြောင့်လူဘာမှလုပ်လို့မရတဲ့အတွက်ကြောင့်လူမတတ်နိုင်တဲ့အမှုကိုဘုရားရှင်တတ်နိုင်တယ်။ဒါကြောင့်ကယ်တင်ခြင်းဆိုတာဘုရားရှင်ကစတာ။ဘုရားရှင်ကစတာလူကစတာမဟုတ်ဘူး။ကယ်တင်ခြင်းဆိုတာလူကဘာမှလုပ်လို့မရဘူး။ကယ်တင်ခြင်းဆိုတာဘုရားကပဲစတာဘုရားကပဲလုပ်ပြီးအဲကြောင့်ဘုရားကိုယ်တိုင်ကလူလောကကိုလူစားတီခံယူတယ်ယေရှုခရစ်တော်ဖြစ်ဖွားမြင်တယ်လူသားအလုံးရဲ့အပြစ်တွေအပြစ်တရားရဲ့အခသေးခြင်းဘယ်မှာသေးလဲကားရိုက်မှာကားရိုက်ဆွဲကြတော့ဆွဲထားပါလေကားရိုက်ဘာမှမသိတဲ့ခရစ်ယာန်မရှိဘူးလားရှိပါဘူးအားကြောင့်ကားရိုက်ပေါ်ကြမှာသိရတယ်တေဘုံတင်းကြီးအများကြီးရှိတာပဲအစိတ်တောက်တွေလည်းရတယ်လေအပြစ်တရားရဲ့အခသေးခြင်းဆိုရင်ဟုတ်တယ်မလားတတောက်တတသေးတဲ့ဤတွေရောမရှိဘူးလားရှိတာပေါ့ဘာလို့ယေရှုကကားတိုင်းပေါ်ကြမှာတက်သေးရတာလဲလူမမြင်မှာဆိုလို့ခက်မြင့်မြင့်လေးသိတာလားတွေးတွန်းကျင့်ချင်းကနေကျင့်ရကားတိုင်းဆိုတာတက်တိုင်မှာဆွဲခြင်းခံရမဲ့သူတွေကကျင့်ချင်းခံရတယ်ဟုတ်ဘယ်သူတွေကကျင့်ချင်းခံရလဲကျင့်ရတရားနောက်လိုက်အဲ့ဗါလဲပညာတရားကိုအမြဲမကျင့်တော်သူတိုင်းကျင့်တော်မူခြင်းကိုခံစေတည်းအဲ့တော့ပညာတရားနဲ့ကျွန်တော်ချိန်တိုးကြည့်တဲ့အခါမှာကျွန်တော်ကျင့်နိုင်လားပညာတရားမကျင့်နိုင်ရင်ကျွန်တော်တို့ကျင့်ခြင်းခံရတဲ့သူကဘယ်ပေါ်မှာဆွဲခြင်းခံရမလဲတက်တိုင်ပေါ်မှာဆွဲခြင်းခံရမယ်ဒါကြောင့်ကားတိုင်းဆိုတာကျွန်တော်တက်ရမယ့်နေရာပဲအဲ့တော့ကျွန်တော်တက်ရမယ့်နေရာမှာကျွန်တော်တက်ဆရာမလို့ပဲနဲ့ဘယ်သူကတက်ပြီးသွားလဲယေရှုကကားခြင်းတင်ခံရတယ်ဖတ်လေလိုက်တို့ရဲ့ဖျားစာပြည့်ရှိတဲ့ဖြောင့်မတ်ခြင်းတွေကိုကျွန်တော်တို့ကိုပေးလိုက်ပြီးတော့မှကျွန်တော်တို့ရဲ့အဖြစ်တွေအားလုံးကိုသူယူပြီးတော့မှကားစင်တင်လာတယ်။ဒါကြောင့်ကျွန်တော်တို့ကဖျားသခင်ရဲ့ရှေ့မှာဖြောင့်မတ်တော်သူဖြစ်သွားတယ်။ဖျားပဂရိအသက်ရတဲ့သူဖြစ်သွားတယ်။ကျွန်တော်တို့ကပြီးရင်အသွေးမတော်တော့ရင်အပြစ်လွတ်ခြင်းမရှိ။ဘောကလူတွေကတော့အပြစ်လွတ်ခြင်းရင်အလှပေးရအပြစ်လွတ်ခြင်းရင်အကျင့်ခြင်းရအပြစ်လွတ်ခြင်းရင်ကောင်းတာလေးတွေလုပ်ရမယ်ဘာသာတရားလိုက်စားရမယ်လို့ပြောတယ်ဒါပေမဲ့ကျမ်းစာကတော့အပြစ်လွတ်ခြင်းရင်အသွေးသွင်းရမယ်လို့ပြောတယ်သွေးဆိုတာကြောက်စရာလေသွေးဆိုတာလူအားလုံးကထိတ်ထိတ်လန့်လန့်ဖြစ်တဲ့ဟာပဲအချို့သွေးမြင်ပြီးမူးမေ့လဲသွားတယ်လို့ရှိတယ်လေဒါပေမဲ့သွေးမြင်မှပဲအပြစ်လွတ်မယ်လို့ဘုရားသတ်မှတ်တာဘာကြောင့်လဲတွေးရမှာပါရှိတယ်အသက်ရှိတယ်တွေးရအသက်ကြီးတဲ့အရာဒါကြောင့်တင့်တွေးခြင်းအသက်ကယ်ပါဇိဝိတာနာပြုပါဆိုတော့မှတွေးလူမှန်နေဖွင့်ပြီးတွေးလူခံနေရတာလေတွေးလူမှန်မှာလူတိုင်းတွေးသွားလူလို့ရတယ်အဲ့မဲ့လူတိုင်းတွေးတော့မရဘူးHIV ပိုးပါမယ်ပြပြပိုးပါမယ်ဟုတ်တယ်မလားအတဝါပိုးပါမယ် sorry ပဲလူလို့မရဘာပိုးမှမပါတဲ့တွေးပဲတွေးလူမှန်လက်ခံပြီးတော့မှလူနာတယောက်ကိုဆက်ပြီးမှပဲအဲ့ဒါအသက်ရှင်တာအကျိုးရှိတာလေအကျိုးတွေးသွင်းမှလို့ဒုက္ခရောက်တဲ့လူရှိတယ်အဲ့တော့အသွေးသွင်းမှအပြစ်လွတ်မယ်လို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်အသားလေးငရဲမသွားရအောင်အမေဖြစ်တဲ့ကျွန်မအသွေးပေးပါမယ်ရလားမရဘူးအပလို့မရအမေရိကန်ပြည်ကြည့်ရှိတယ်မေသွေးမှာပါရှိတယ်အပြစ်ယောဂါဘူးပါအဖေသွေးမှာရောအဖိုးသွေးမှာရောပါတယ်ဟိုတဲလို့ဆရာသွေးမှာရောပါတယ်အဲ့တော့ဘယ်သူမှပေးလို့မရဘူးလူကဲ့သို့သောအဖြစ်လိုက်ဖွားမြင်ပြီးလူကဲ့သို့အသက်ရှင်ပြီးတော့မှလူသားတိခံတဲ့ယေရှုခရစ်တော်မှာအဖြစ်ရှိလားမရှိဘူးအပြစ်မရှိဘူးဘာကြောင့်လဲဆိုတော့သူကလူသားရောတတ်တဲ့လူသားမာရီပေါင်းပြီးမွေးလာတဲ့သူမဟုတ်ဘူး။တန်ရှင်သောဝိညာဉ်တော်အပြင်ပရိသေတွေယူမွေးလာတဲ့အတွက်ကြောင့်ဗီဇအပြစ်မရှိဘူး။ဗီဇအပြစ်မရှိတဲ့အတွက်ကြောင့်ဒုစရိုက်အပြစ်လည်းယေရှုခရစ်တော်မှာမရှိဘူး။ဒါကြောင့်အပြစ်နဲ့ကင်းစင်တော်ဘုရားခင်ရဲ့တိုးတကယ်ကျမ်းစာကပြောခြင်းဖြစ်တယ်။ဒါကြောင့်အဲ့ဒီအပြစ်နဲ့ကင်းစင်တော်ယေရှုခရစ်တော်ရဲ့တန်တဲ့သွေးကလည်းကျွန်တော်ရဲ့အပြစ်ကိုဆေးပေးတယ်။တို့ရဲ့အသွေးနဲ့ပဲ
ကျွန်တော်တို့ကိုဆက်ပြီးတော့မှထာဝရအသက်ကိုရပြီးတော့မှအသက်ရှင်စေခြင်းနဲ့ဆိုတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ပေမင်းအရေးလွှမ်းမိုးသောခြိုင်ထဲသို့ရှောက်သွားတော့လေဘေးအန္တရာယ်ကိုမချောက်ပါဆိုတာဘသူထိန်းခံတဲ့သူကပဲဝန်ခံနိုင်တယ်။ထာဝရဘုရားသည်ငါ၏တိုးတင်ဖြစ်တော်မူ၏လို့ခံယူတဲ့သူကပဲဒီဟာရဲရဲဝံ့ဝံ့ဝန်ခံရမှာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်တေကောခန်းကြီး15အငယ်50ခွန်မှာနော်ကျွန်တော်ဖတ်ကြည့်အောင်တေကော15 50ခွန်မှာငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းဖွင့်ဖို့ပေးတော်မူသောဘုရားခင်ယေရှုတော်သည်ကြီးလာစွာတကားငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းဖွင့်ဖို့ပေးတော်မူသောဘုရားသခင်ဤကျေးဇူးတော်သည်ကြီးလာစွာတကားဘုသူအားဖြင့်ပဲကျွန်တော်တို့အောင်မြင်ခြင်းရတယ်ခရစ်တော်အားဖြင့်ပဲအောင်မြင်ခြင်းရတယ်အယောက်တင်မီရိတ်လွှမ်းမှုသောခြိုင်ထဲသို့ရှောက်သွားတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုရောဒီအကြောင်းနဲ့အတူရှိတော်မူဖြစ်ပြီဟုတ်ပြီဒီမှာအတူဆိုတဲ့စကားလုံးလေးတော့ကျွန်တော်မရေးထားဘူးအတူရှိတယ်ဆိုတာဘယ်လိုရှိတာလဲအစင်အီမန်နူလာစင်အတူရှိကျန်တယ်ဒီလိုလေးပူပြီးရှိတယ်လားအတူရှိတယ်ဆိုတာတွေ့တယ်ဥပမာကိုဘာနဲ့ကျွန်တော်လည်းဒီတစ်ပတ်မှာနေ့တိုင်းနော်အတူလည်းအဲ့အတူလည်းစားအတူလည်းကျွန်တော်အတူရှိနေတယ်အဲ့တော့တခါလေသူလစ်ထွက်သွားတာဆရာခဏလေးတော့ကျွန်တော်ပြင်သွားလိုက်ကျွန်တော်တယောက်ထဲကျန်နေရတာဟုတ်ပါလားဘုရားအတူရှိတယ်ဆိုတာအဲ့ဒီလိုရှိတာမဟုတ်ဘူးအဲ့ဒီလိုရှိတာဒီလိုရှင်ပြီးဘေးချင်းကရဲ့ရှင်ပြီးရှိနေတယ်မဟုတ်ဘူးဘုရားအတူရှိတယ်ဆိုတာအထဲထဲမှာရှိနေတာခွာခဲ့လို့မရအောင်ခဏနေခဲ့အောင်တော့လို့ပြောလို့မရအောင်အတူရှိနေတာကျွန်တော်အထဲထဲမှာချိန်ွက်နေတာအဲကြောင့်အရှင်သောဝိညာဉ်တော်အပြင်တစ်စိတ်ခတ်တယ်လို့ပြောတာအဲ့ဒါကိုပြောနေတာကျွန်တော်တို့အထဲထဲမှာချိန်ွက်တယ်လို့ပြောနေခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒီအတူရှိခြင်းကိုကျွန်တော်နားလည်သဘောပေါက်ဖို့ရည်ကြည့်တယ်အဲကြောင့်တင်အလုပ်သွားရင်ရောဘယ်လိုပါသွားလဲဆရာပါအလုပ်ထဲမှာအလုပ်လုပ်နေရင်ရောဘယ်သူရှိလဲရှိတယ်လာဘတ်ကားစီနေရောရှိဆိုင်မှာဝင်စားရောရှိကောင်မလေးတွေများများရှိတဲ့နေရာရောရှိတယ်သမီးတွေမပါပြီမယ်ဆရာပါကိုကြီးတီဆောက်ကြည့်လို့မရဘူးဆရာကြည့်တယ်ဟုတ်တယ်နော်အတူရှိခြင်းကိုသဘောပေါက်လာတဲ့သူတယောက်ကစိတ်ကြိုက်အသက်ရှင်လို့ရသေးလားမရတော့ဘူးဘုရားအတူရှိတယ်ဆိုတော့သဘောပေါက်လာတဲ့သူကဟုတ်တယ်မလားဘုရားမြင်တယ်ဘုရားသိတယ်ဘုရားအတူရှိနေတယ်အဲအရက်ဆိုင်ဝင်လို့ရသေးလားမရဘူးဘာကြောင့်ယေရှုအရက်တိုက်ဘူးဟုတ်တယ်မလားဖဲဝိုင်းဝင်ထိုင်လို့ရသေးလားမရတော့ဘူးယေရှုကဖဲရိုက်တာမကြိုက်ဘူးအဲ့လိုဖြစ်လာအဲ့ဒီလိုလူမျိုးကဘယ်သူထိန်းနေလို့လဲဟာဝရဘုရားကြီးငါ၏တိုးတင်ဖြစ်တော်မူ၏ဆိုတဲ့လူကတရားသဘောပေါက်တာလေဆိုတော့ကျွန်တော်တွေ့ရတယ်နော်အတူရှိတော်မူသည်ဖြစ်ပြီးလန်ဒန်တော်လန်ဒန်ဆိုတာကွယ်ကာမှုကိုပေးတဲ့အရာဖြစ်တယ်လန်ဒန်ဆိုတာအကွယ်ကာပေးတဲ့အရာဖြစ်တယ်အဲ့ဒီမှာစာလံ120ခုမြောက်သောစာလံဖတ်ကြည့်ရတိကာရီစာဖတ်တာနော်120ခုမြောက်သောစာလံကိုအပိုင်နဲ့တိကာရီကျွန်တော်တို့စာဖတ်ပါငါကိုမဆာခြင်းကြောင့်ဒီပေါ်ထွက်ရသောတောင်ရိုးသို့ငါမျှော်ကြည့်၏ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါကိုမဆာခြင်းကြောင့်ဒီပေါ်ထွက်ရ၏ဒီကိုတော်သည်သာဖိမေတော်မူတင်ကိုဆောင်တော်မူသည်ဧတော်မူကဲစင်စစ်ဣတိလာမျိုးကိုဆောင်တော်သူသည်အမိဧတော်ရှိတော်မူထာဝရဘုရားသည်တင်ကိုဆောင်တော်မူ၏ထာဝရဘုရားသည်တင်ပြရတတ်ရှိသောတင်ကိုယ်တော်ရာအရေးဖြစ်တော်မူ၏နေချိန်၌နေအားဖြင့်၎င်းညချိန်၌လာဖြင့်၎င်းရှိခံရှိရာဟုတ်ပြီထာဝရဘုရားသည်မကောင်းသောအမှုရာလုံးစုံကိုကွယ်ကာ၍တင်းကျပ်တဲ့ဆောက်တော်မူလေ၏ထာဝရဘုရားသည်မိမချင်းနှင့်ဝိညာဉ်တော်ကိုယခုမှစ၍ဆင်မြတ်ဆောက်တော်မူလေ၏ကျွန်တော်ဟုတ်ပြီ
ရားရဲ့ကွယ်ကာခြင်းဒီကနေ့ကျွန်တော်ရဖို့ရည်ကြီးပါတယ်အဲ့တော့စာလံ121အငယ်1ကငါ့ကိုမဆာခြင်းအကြောင်းဒီပေါ်ထွက်ရသောတောင်ရိုးသို့ငါမျှော်ကြည့်တောင်ရိုးကိုမျှော်ကြည့်တယ်လို့ပြောတယ်အကူညီလိုလို့အမဆလိုလို့ဟာပါတော့ဒီမှာတော့တောင်သိမတွေ့ရဘူးလေနော်ဒါနိုင်ရမယ်တွေ့ရတာတောင်မတွေ့ရတယ်ဖန်နေတဲ့တောင်လေးမတွေ့ရဘူးနော်ဟာပါတော့ဗမာပြည်နေထားရဆိုရင်တော့နော်အားငယ်နေလို့နော်စိတ်ဒုက္ခရောက်နေလို့လွမ်းနေလို့ရှမ်းတောင်နိုင်ငံကိုလှမ်းကြည့်တယ်ဆိုရင်ဘာခံစားရမလဲဟုတ်တော့ဘာမှမဟုတ်ဟုတ်တယ်နော်ဟိုလွမ်းတော့မှာပဲလေပို့ပြီးတော့မှအားလေပြီးတော့ပို့ပြီးတော့မှဟိုငိုချင်းရဲ့လက်တူဖြစ်သွားမှလေမျက်ရည်ပိုင်းကျလာမှာနော်အဲ့တော့ဒီမှာငါ့ကိုမဆာခြင်းကြောင့်ဒီပေါ်ထွက်ရသောတောင်ရိုးတို့ငါပြောကြည့်ပြောတယ်အဲ့ဒါမှားတယ်သိလားအဲ့မှားတယ်တက်ကပြောတယ်တောင်ရိုးဆိုတာဖန်ဆင်းခံထားရတယ်ဟုတ်တယ်နော်တောင်ရိုးဆိုတာဖန်ဆင်းခံထားရတဲ့အရာဖန်ဆင်းခံထားရတဲ့အရာကိုသင်မျှော်ကြည့်နေသွေးတင့်တတာပါမဆာခြင်းတွေလိုတိုင်းဖန်ဆင်းခံရတဲ့လူရှိကိုသင်မျှော်ကြည့်နေမယ်ဆိုရင်အမင်္ဂလာပဲဖန်ဆင်းခံထားရတဲ့ပတ်စံငွေကြေးယာတုစည်းစိမ်ဆွေမျိုးအတိုင်းဝိုင်းလူပုဂ္ဂိုလ်တူတယောက်ကိုသင်မျှော်ကြည့်နေရင်အဲ့ဒါမှားတဲ့တက်တာဖြစ်အဲ့ဒါတောင်ရိုးတက်တာပဲပြောလို့ဆိုရင်တောင်ရိုးဆိုတာဖန်ဆင်းခံထားရတဲ့အရာပြောခြင်းအပိုင်းငယ်နှစ်ရောက်တဲ့အခါကျမှမှန်လာတာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါ့ကိုမဆာရဲ့အကြောင်းဒီပေါ်ထွက်ရသည်။အဲကြောင့်အရေးကြီးတဲ့တင်းတက်တာကအဲစာလံ121ရဲ့တစ်အသက်တာလားအငယ်1ရဲ့အသက်တာလားအငယ်2ရဲ့အသက်တာလားအငယ်1ကတော့ဖန်ဆင်းခံထားရတဲ့အရာကိုပြောကြည့်နေတဲ့အသက်တာ။ဒီလူတွေဖြစ်တတ်ပါလေ။ဒုက္ခရောက်လို့ရှိရင်ဟိုလူဒီလူဟိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နော်ပြဿနာတစ်ခုဖြစ်လို့ရှိရင်တရားစုတောင်းပါတဲ့လူကိုပဲအာကိုတတ်တဲ့အတ္တအဲ့ဒါတောင်းလို့တတ်တာလေတောင်းလို့တတ်တာလေအပိုင်းငယ်နှစ်ရောက်တဲ့အခါကျမှကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောဒါကြောင့်ဖန်ဆင်းခံကိုတင်အာကိုနေတာလားဖန်ဆင်းရှင်ကိုတင်အာကိုနေတာလား